ဒီကနေ့ပေရှားရမယ့်တရားပါဟတဗ္ဗတရားဒါရဲ့အကြောင်းကိုဦးဇင်းတို့အတဝတုတ်တံဆိုတာကိုအခြေခံပြီးတော့ပြောပါမယ်နော်ဘာဘူးလို့ဒီကိလေသာတရားတွေလောဘဒေါသမောဟတွေကိုပေရှားရတာတုံးလို့မေးရင်အဲ့ဓာတွေကြောင့်ဖြစ်ပေါ်လာမယ့်ဆင်းရဲဒုက္ခကိုမလိုလားလို့ဒီလိုပဲပြောရမယ်ဟုတ်တယ်မို့လားတကယ်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာနော်ဆင်းရဲဒုက္ခကိုဖြစ်စေတာဟာအပေါ်ယံကြည့်ရင်တော့အဖြေကတော့အမျိုးမျိုးရှိမှာပေါ့နော်တကယ်လေးနက်နော်အဖြေမှန်ထုတ်မယ်ဆိုလို့ရှိရင်ဒီလောဘဒေါသမောဟကိလေသာတရားတို့ကြောင့်သာလဲဆင်းရဲဒုက္ခတွေဆိုတာဖြစ်နေကြရတာပေါ့ဒါကြောင့်အဲ့ဓာတွေကိုနှီးမျိုးစုံကနေပြီးတော့မိမိတန်တန်ဝင်မလာအောင်ရောက်မလာအောင်ပယ်နိုင်အောင်ရှားနိုင်အောင်ကြိုးစားကြရမယ်အဲ့လိုကြိုးစားအထုတ်တဲ့နေရာမှာဦးဇင်းတို့ဒီအာတဝတုတ်တံဆိုတာလေးကအလွန်တရာမှမှတ်သားစရာကောင်းအလွန်ကျေပြတ်တဲ့ရှုထောင့်ကနေမြတ်စွာဘုရားဟောထားတာအာသောတရားတွေကိုဘယ်ပုံဘယ်နည်းပေရှားမလဲဆိုတာကိုနှီးမျိုးစုံမြတ်စွာဘုရားဟောတာတခုတည်းကိုပဲစွဲနေမှလဲစိုးတယ်ပေါ့နော်အဲ့ဒီအာတဝတုတ်တံမှာမြတ်စွာဘုရားကအာသောတရားတွေကိုပေရှားဖို့အတွက်နီလန်6ရက်မြတ်စွာဘုရားပေးထားတာအဲ့ဒါတင့်တော်တဲ့နီလန်နဲ့တင့်တော်တဲ့အချိန်မှာတင့်တော်သလိုကြိုးစားအထောက်ကြရမယ်ဘယ်နီလန်ပဲဖြစ်ဖြစ်အကုန်လုံးကသုံးဝင်တာကြီးပဲအဲ့ဒါကိုတော့ကြိုးပြီးတော့နားလည်ထားဖို့လိုတယ်အဲ့တော့ဦးဇင်းတို့အခုပြောမဲ့ဒီဒေသနာကဘဝမှာတကယ်လက်တွေ့ချပြီးတော့လုပ်ကြည့်မယ်ဆိုတဲ့စိတ်ကူးကလေးနဲ့မှတ်သားမှသာလဲပို့ပြီးတော့လေးနဲ့တဲ့အတိတ်ပဲရှိမယ်ပေါ့ဟိုနားထောင်ယုံလောက်နားထောင်မှာဆိုရင်တော့သူကတိတ်ပြီးတော့နားထောင်လို့လဲအရင်ကြီးစိတ်ဝင်စားစရာတော့ကောင်းမှာမဟုတ်ဟုတ်လားတကယ်လက်တွေ့ချပြီးတော့ဒါကတကယ်နီလန်းတစ်ခုအနေနဲ့သိထားတဲ့နဲ့ဘယ်ပုံပဲနည်းလုပ်ရမလဲဆိုတဲ့နီလန်းကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်တန်ဖိုးဖြတ်လို့မရတဲ့ဒေသနာတစ်ခုဟုတ်လားအဲ့ဒါဦးဇင်းတို့အတဝတုတ်တံဆိုပြီးတော့အင်္ဂုတ္တစက္ကနိပတ်ပါဠိတော်မှာမှတ်တမ်းတင်ထားတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောပုံလေးကတော့တစ်မျိုးပဲဘယ်လိုဟောတော့စာဟိဘိက္ခဝေဓမ္မေဟိတမနာဂတောဘိက္ခုအာဟုနေယောဟောတိပါဟုနေယောဒက္ခိနေယောအင်စလိကရဏေယောအနုတ္တရံပုညခေတံလောကတာလို့အဲ့လိုလေးစာဟောတယ်အဓိပ္ပာယ်ကဘာပြောတော့ယဟန်တို့တဲ့အခုပြောမဲ့အင်္ဂါ6ရက်နဲ့တရား6ပါးနဲ့နော်ပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ကိုအာဟုနေယဂုံနဲ့ပြည့်စုံတယ်လို့ဆိုရမယ်ပါဟုနေယဒက္ခိနေယအင်စလိကရဏေယအနုတ္တရံပုညခေတံလောကတာဆိုတဲ့အဲ့ဒီဂုံနေနဲ့လည်းပြည့်စုံတယ်လို့ဆိုရမယ်တဲ့တရား6မျိုးနဲ့ပြည့်စုံတဲ့ယဟန်ကိုအာဟုနေယဂုံနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့အာဟုနေယဆိုတာမပြောတာတော့အယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုတောင်အလှခံယူတိုက်တယ်ဆိုတဲ့ဂုံပေါ့ဣတိပိသောဘဂဝါရတယ်နော်နောက်ဆုံးတန်ခါဂုံတော်ကိုပါထဲမှာအာဟုနေယောလို့ပါတယ်မို့လားနော်သုပတိပန္နောဘဂဝါတော်တဝကတံကိုနော်ကောင်းကောင်းကျင့်နေမြတ်စွာဘုရားဒီတဝကတံကဆိုတာဥစုပတိပန္နောယူသားသားဖြောင်းဖြောင်းမတ်ကျင့်တယ်ညာယပฏิပန္နောမဲ့ညာပူညာအတိရုညာတို့ကိုရဖို့အတွက်ကျင့်တယ်။တာမိစိတ်ပฏิပန္နောအယုသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်။အဲ့ဒါကိုအကြောင်းကုန်၄ပါးလို့ခေါ်တယ်။အဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးလို့ရှိရင်သူဟာမဲ့ညာပူညာကိုရနိုင်တယ်ပေါ့။အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဆက်ဟောတော့ယရိဒံစတ္တာရိပုရိသယောဂန္တိအထပုရိသပုဂ္ဂလာအဲ့လိုမျိုးအကြောင်းကုန်၄ပါးနဲ့ပြည့်စုံလို့အဲ့ဒီပုဂ္ဂိုလ်ဟာမဲ့ညာပူညာကိုရခဲ့မယ်ဆိုရင်ဒါကိုယရိဒံစတ္တာရိပုရိသယောဂနိနော်အစုံ၄စုံဆိုတော့၈ယောက်ပေါ့နော်အထပုရိသပုဂ္ဂလာပုရိသပုဂ္ဂလာယောက်ျားမြတ်တယ်နော်အထပုရိသပုဂ္ဂလာ၈မျိုးသောတပတိမေသောတပတိဖို့တဂရဂမိမေတဂရမိဖို့အနာဂမိမေအနာဂမိဖို့အရဟတမေအရဟတဖို့အဲ့ဒါကို၄စုံဒီလိုလဲပြောတယ်၈ယောက်လို့လည်းပြောတယ်တူတူပါပဲဟုတ်လားစတ္တာရိပုရိသယောဂန္တိအထပုရိသပုဂ္ဂလာကိုနှုတ်ထဲရှိနေတဲ့စကလုံးလေးတွေရဲ့အတိပ္ပယ်ကိုဦးဇင်ကအလွန်နားလေသိခြင်းနဲ့ရအောင်လှုပ်ထားရပြီးတော့အတိပ္ပယ်မသိဘူးဆိုတာရောစိတ်ထဲကတိတ်ပြီးတော့ဒကာဓမ္မတွေရဲ့ကိုယ်စားမခံကျင်ဘူးပေါ့ဟုတ်လားခုဦးဇင်ပြောလိုက်တော့တို့ရွတ်နေတာဒါတွေကိုလို့နားလည်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးကောင်းကောင်းကျင့်တယ်ဖြောင်းဖြောင်းမတ်မတ်ကျင့်မယ်မဉ္ဇဉ်ပူညာရအောင်ကျင့်မယ်အယုသေးခံယူခြင်းနဲ့ထိုက်တအောင်ကျင့်မယ်ဆိုတဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံရင်အဲ့ဒီယဟန်အာဟုနေယောဟောဆက်လာတယ်နော်အယဝေကယူလာတဲ့ဝတ္ထုပစ္စည်းကိုတောင်သူကအလှခံယူတိုက်တယ်လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးကျေးဇူးများလို့ခံယူတိုက်တယ်လို့ပြောတာ
ဟုတ်လားလှူတဲ့ပုဂ္ဂိုလ်အတွက်လှူတာနဲ့နော်ပို့ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့ထိုက်တန်တဲ့အကျိုးကျေးဇူးကိုရနိုင်တဲ့အတွက်ကြောင့်အလှူခံထိုက်တယ်လို့ပြောတာပါဟုနေရောဆိုတာဘာပြောတာတော့ဧည့်သည်လုံငါထားတဲ့အလှူဝတ္ထုပစ္စည်းကိုတောင်အလှူခံယူထိုက်တယ်ဒက္ခိနေယဆိုတာတမလွန်လောကကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်ရွယ်ပြီးတော့လှူတဲ့မြတ်သောအလှူကိုခံယူထိုက်တယ်အင်ဇလိကရဏီယဆိုတာလက်အုပ်ချီမိုးရှိခိုးထိုက်တယ်နုတ္တရံပုညခေတ္တံလောကတဆိုတာဘာပြောတာတော့ကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းတစ်ဖွဲဖြစ်တယ်တဲ့နော်အဲ့ဒီအတိတုညာတို့ကိုရတဲ့ပုံကိုယ်တွေဟာနော်ကုသိုလ်ကောင်းမှုသူတို့ကိုအကြောင်းပြုပြီးတော့ပြုတဲ့ပုံကိုယ်အတွက်အလွန်ကြီးကျယ်မြတ်မြတ်တဲ့အကျိုးကျေးဇူးကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်လေယာမြေကောင်းများနဲ့တူတယ်လို့ပြောတာနော်မျိုးစေ့တစ်စေ့ချလိုက်တဲ့အပင်တွေပေါက်လာတယ်အဲ့ဒီလိုမျိုးစေ့မျိုးဘလောက်ပွားလာမယ်လို့ခံမှန်းလို့မရဘူးဟုတ်တယ်မို့လားဒါကြောင့်လေယာမြေကောင်းတစ်ဖွဲလို့ပေးတဲ့ဥမာအလွန်မှကောင်းတယ်ဟောနော်အဲ့ဒါမြတ်စွာဘုရားအခုဒီသုတ်တံမှာအဲ့ဒီလိုဟောတာအင်္ဂါ6ပါးနဲ့တရား6မျိုးနဲ့ပြည့်စုံရင်နော်စာယိဘိက္ခွေဓမ္မေဟိတမနာကတောနော်တရား6မျိုးနဲ့ပြည့်စုံလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယောဟောတိပါဟုနေယောဒခိနေယောအင်ဇလိကရဏီယောအနုတ္တံပုညခေတ္တံလောကတအခုပြောခဲ့တဲ့နော်ဂုံ5မျိုးနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့ဟုတ်လားအဲ့ဒီပြည့်စုံရမယ့်တရား5မျိုးကဘာတော့တရား6မျိုးကဘာတော့အဲ့ဒါကဦးဇင်းတို့ကိလေသာအာသောတရားတွေကိုပယ်ရှားဖို့အတွက်မြတ်စွာဘုရားပေးထားတဲ့နီလန်းနေပဲအဲ့ဒီနီလန်းတွေကိုစ조사တာကိုပဲအဲ့ဒီအင်္ဂါ6ပါးနဲ့ပြည့်စုံတယ်လို့ဆိုရတာဟုတ်လားအဲ့ဒီနီလန်း6ရက်တည်ပင်လဲတရားဓမ္မတို့ဦးဇင်းတို့ဘဝမှာဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားအာသောတရားတွေကိုပယ်ရှားဖို့စ조사တဲ့နေရာမှာအသုံးပြုရမယ်နီလန်းနေပဲဟုတ်လားအဲ့တော့ဒီမှာတော့မြတ်စွာဘုရားကကိလေသာအာသောတရားဆိုတဲ့အသုံးနှုန်းသုံးတယ်နော်ကိလေသာဆိုတာစိတ်နှလုံးကိုပူပန်စေတဲ့နော်ပူပန်အောင်နှိပ်စက်တဲ့တရားကိုကိလေသာလို့ခေါ်တာနော်အလိုဆန္ဒဆိုတဲ့လောဘဖြစ်လာရင်ကိုယ့်ရဲ့စိတ်နှလုံးပူလောင်သွားတယ်ဆိုတာကိုသိတတ်ဖို့လိုတယ်နော်ဖြစ်နေကြဆိုလို့ရိုးသွားတော့မသိတာလည်းပါမယ်ပေါ့နော်ဟုတ်လားဒါပေမဲ့မကျေနပ်မှုစိတ်တိုင်းမကြမှုဆိုတဲ့ဒေါသဖြစ်လာရင်ပူလောင်တယ်ဆိုတာကတော့သိတာတယ်ဟုတ်လားသူသိပြင်းထန်လို့ရှိရင် तू ကဘလို့မှဟန်ဆောင်လို့မရဘူးနော်အဲ့လိုမျိုးဦးဇင်းတို့ကိလေသာတရားတွေဖြစ်လာရင်စိတ်ပူသွားတယ်စိတ်ကိုပူသွားတယ်လောင်သွားတယ်ဆိုတာကိုသိဖို့လိုတယ်ကိလေသာဆိုတာစိတ်ကိုပူအောင်လုပ်တဲ့စေတသိက်တွေပဲတကယ်တမ်းကတော့သဘာဝတရားပဲ तू ကပူအောင်လုပ်တဲ့သဘာဝရှိတာကိုအဲ့ဒီအပူကိုဖယ်ရှားနိုင်တဲ့အတွက်ကြောင့်တရားကိုကြတော့ပါပြောတော့အေးချမ်းစေတယ်ငြိမ်းချမ်းစေတယ်လို့ပြောတာနောက်တချို့ကဘုံဘုံတို့တရားတွေကိုနားပြီးတော့တရားနာတာငြိမ်းချမ်းလိုက်တာအေးချမ်းလိုက်တာပြောကြတာရှိတယ်နော်အမှန်ကကိုကနှလုံးသွင်းလိုက်တယ်ဒီတရားလေးကိုအာယုံပြုတ်လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့စိတ်ထဲကိုပူလောင်စေတဲ့လောဘဒေါသမောဟကတရင်ကအခိုက်အတန့်ဝင်မလာနိုင်ဘူးကင်းတယ်အဲ့ဒါကြောင့်မလို့ကိုယ်စိတ်ကလေးကသက်သာသွားတာဟုတ်တယ်မို့လားဒါကတရားရဲ့အစွမ်းပေါ့နော်တရားရဲ့အစွမ်းဘုံဘုံတို့အစွမ်းမဟုတ်ဘူးတရားရဲ့အစွမ်းကြီးပဲလားဆိုတော့နော်နာယူတဲ့ပုံကိုယ်ရဲ့နှလုံးသွင်းမှုဆိုတဲ့အကြောင်းတရားလဲပါတာပေါ့နော်တရားကနော်ပြင်ဘက်မှာရှိနေတဲ့အရာဝတ္ထုတူလိုမျိုးချလိုက်လို့ရတော့အောင်တော့လည်းမလွယ်ဘူးကိုကစဉ်းစားဖို့လည်းလိုသေးတာစဉ်းကျင်ဖို့လည်းလိုသေးတာဒါကိုစိတ်ဝင်စားဖို့နှလုံးသွင်းဖို့လိုသေးတာအဲ့ဒါကတရားဓမ္မတို့ပေးရမယ့်အရင်နည်းပေါ့အဲ့လောက်လေးတော့စိုက်မှတော့ရမယ်နော်လက်ကားနေနဲ့နော်အုံဖွားဆိုပြီးတော့စေးကိုမျိုးလိုက်တယ်လို့မျိုးရေးတောက်လိုက်ရတယ်လို့မျိုးအဲ့လောက်ကြီးတော့မလွယ်ဘူးတချို့ကအဲ့လောက်ထီကိုလွယ်လွယ်ကူကူရကျင်တာနော်တို့အရှင်မပြေဘူးဆိုရင်ရှင်ဘုရားတို့မေတ္တာလေးပို့ပေးပါအောင်ဘာမှတို့ကမလုပ်ချင်အဲ့တော့ဦးဇင်းကိုမေတ္တာပို့ခိုင်းရင်တော့ဦးဇင်းတော့ဘလို့ပြောတော့ဆိုကျုပ်တောင်ဘလို့နေရမှမသိဘူးလို့ဟုတ်လားသူများကိုကောင်းအောင်လုပ်ပေးဖို့နေတာတော့ကိုယ့်ကိုယ်တောင်ဆင်ပြေအောင်ဘလို့နေရမှမသိဘူးသိထင်ကြီးမနေနဲ့လို့ပြောရတာပဲများပါတယ်ဟုတ်လားအဲ့တော့အေးချမ်းခြင်းတယ်ဆိုရင်ဘာလုပ်ဖို့လိုတော့ပူလောင်စေတဲ့တရားတွေကိုကိုယ့်စီကိုဝင်မလာအောင်ကြိုးစားဖို့လိုတယ်အဲ့တော့တရားနာတယ်ဆိုတာကိုအဲ့လိုလုပ်ရရောက်တယ်ဟုတ်တယ်မို့လားတရားနာနေတဲ့အချိန်မှာတဘာဝကြတဲ့မြတ်စွာဘုရားရဲ့အကျိုးအကြောင်းအလွန်တရာမှလေးနေတဲ့ဒီတရားတွေကိုနာရတော့စိတ်ကအေးချမ်းတာပေါ့နော်။ဘာကြောင့်အေးချမ်းလဲဆိုတာလေးကိုပြောပြဟုတ်လား။အဲ့တော့အခုအချင်းတို့ပြောမဲ့ခုမြတ်စွာဘုရားဟောပြထားတဲ့နီလန်းဘယ်နှရက်လဲ6ရက်အဲ့ဒါကကိလေသာအာသောတရားတွေကိုပယ်ရှားဖို့အတွက်မြတ်စွာဘုရားသင်ပေးတဲ့နီလန်းများပေါ့။နံပါတ်1နီလန်းကဘာပြောတော့ရေအာတဝတံဝရပဟတ္တဗာတေတံဝရေနဘိနာဟွန်တိတဲ့။နော်ပါဠိလေးတော့နည်းနည်းတော့ရွတ်ရမယ်ဟုတ်လား။အဓိပ္ပာယ်ကဘာပြောတော့ရေအတဝတံဝရပဟတ္တဗာနော်
ကိလေသာတရားတွေတချို့ကိလေသာတရားတွေဟာစောင့်စည်းမှုနဲ့ပယ်ရမယ့်ကိလေသာတွေရှိတယ်တဲ့ဘာလို့မှုနဲ့ပယ်ရမယ်စောင့်စည်းမှုနဲ့ပယ်ရမယ့်ကိလေသာတရားတွေအသောတရားတွေရှိတယ်တဲ့အဲ့ဒီစောင့်စည်းမှုနဲ့ပယ်ရမယ့်ကိလေသာအသောတရားကိုစောင့်စည်းခြင်းဖြင့်ပယ်ရှားရမယ်တဲ့ရိုးတော်ရိုးရိုးလေးပဲနော်တေတံဝရေနဘိနာဟွန်တိစောင့်စည်းခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုစောင့်စည်းခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်ဆိုလိုတာကဘာလဲနော်မစောင့်စည်းလျင်ဖြစ်လာနိုင်တဲ့ကိလေသာတရားတွေရှိတယ်အဲ့ဒါကစောင့်စည်းလိုက်ရင်မဖြစ်တော့အဲ့တော့သူဖြစ်မလားမဖြစ်ဘူးလားဆိုတာကကိုယ့်ရဲ့စောင့်စည်းခြင်းရှိမရှိဆိုတာပေါ်မှာမူတည်တယ်ကိုမစောင့်စည်းဘူးဆိုရင်ကိလေသာဖြစ်လာမယ်ကိုစောင့်စည်းလိုက်တယ်ဆိုရင်ကိလေသာမဖြစ်ဘူးအဲ့လိုဆိုရင်စောင့်စည်းခြင်းကကိလေသာကိုပယ်နိုင်တယ်ပေါ့အဲ့လိုဆိုရင်စောင့်စည်းခြင်းဖြင့်ပယ်ရမယ်အဲ့ဒီကိလေသာကိုစောင့်စည်းခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ဘာကိုစောင့်စည်းရမှာတော့အဲ့ဒါကိုမြတ်စွာဘုရားအကျယ်အဓိပ္ပာယ်ဘယ်လိုဖွင့်ပြတော့ဆိုတော့နော်အကျဉ်းမြင်ပြောမယ်နော်မျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးဓာရ6ပါးကိုစောင့်စည်းရမယ်တကား6ပါးကိုအဆောင်ထားရမယ်ဆိုလိုတာကဟုတ်လားမြင်လိုက်ရလို့လောဘဒေါသဖြစ်သွားတယ်ဆိုရင်ကိုဟာမျက်လုံးတကားကိုမစောင့်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်တခုခုကြားလိုက်ရလို့လောဘဒေါသဖြစ်သွားတယ်ဆိုရင်ကိုဟာနားတကားကိုမစောင့်နိုင်ဘူးလို့ဆိုရမယ်ဒီနေ့မှာစောင့်ရမယ်လို့ပြောတာပိတ်ရမယ်လို့ပြောတာမဟုတ်ဟုတ်လားတော့မျက်စိနာနာလျှာကိုယ်စိတ်ကိုဘာလို့ရမလို့ပြောတာတော့စောင့်စည်းရမယ်လို့ပြောတာနော်ပိတ်ထားမယ်လို့ပြောတာမဟုတ်ဘူးမျက်စိတွေပိတ်ထားနားတွေပိတ်ထားနားကတော့ပိတ်ဖို့မလွယ်ဘူးပေါ့လေမျက်စိပိတ်ထားတကယ်အစင်းတော့မမြင်အောင်ဒါပေမဲ့စိတ်ထဲမှာပုံရိပ်တွေကတော့ထက်နေတာဟုတ်တယ်မဟုတ်လားစိတ်ထဲမှာဘာတွေထက်နေတယ်ပုံရိပ်တွေထက်နေတယ်အဲ့ဒါဘာတွေတော့ဓမ္မယုံတွေပေါ့ဟုတ်တယ်မဟုတ်လားမျက်စိတကားပေါက်တကားပိတ်ထားပါရဲ့မနှောတကားပေါက်ကဒိုးရပေါက်ဖြစ်နေဟုတ်လားနော်အဆိုးဆုံးကအဲ့ဒီအပေါက်ပဲနော်စိတ်ဆိုတဲ့တကားပေါက်ကသွားကြံသွားတာသူကတကားမရှိဓာမရှိဝင်ထွက်သွားလာနေတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဘာလို့ရမယ်လို့ပြောတော့စောင့်စည်းရမယ်လို့ပြောတာစောင့်စည်းရမယ်လို့ပြောတာကဝင်လာတဲ့အာယုံရဲ့အခြေအနေမှန်ကိုသိအောင်လုပ်ရမယ်သိတာကပညာပဲအဲ့ဒီပညာအလကားတော့မရဘူးတတိရှိရမယ်ဝင်လာတဲ့အာယုံကိုတတိရှိရမယ်မှန်မှန်ကန်ကန်သူ့ကိုဂယုစိုက်ပြီးတော့ဒါပါလဲဆိုတဲ့အာယုံဆိုင်မှုအပြည့်အဝရှိရမယ်အဲ့ဒါဆိုရင် तू ဘာလဲဆိုတာကိုသိတဲ့ပညာဖြစ်လာမယ်သဘောပေါက်ရဲ့လားအဲ့ဒါကိုဘာလို့တဲ့ခေါ်တော့စောင့်စည်းတယ်လို့ခေါ်တာအဲ့ဒီမှာတော့မြတ်စွာဘုရားအများကြီးရှင်းပြတယ်ဆိုကြပါစို့တဲ့မြင်လိုက်လို့ကိုယ့်ရဲ့စိတ်ထဲမှာနှုတ်ပူလောင်ချောင်းဖြစ်တဲ့အဲ့ဒီကိလေသာအာသောတရားတွေဖြစ်လာတယ်ဆိုရင်အဲ့ဒါမျိုးကိုမဖြစ်အောင်အဲ့ဒီမြင်မှုနဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်အောင်တတိဝရိယဉာဏ်ပညာနဲ့ကြိုးစားရမယ်အဲ့ဒါကိုမျက်စိကိုစောင့်စည်းတယ်လို့ခေါ်တယ်ဟုတ်လားအဲ့တော့စောင့်စည်းရမယ်တကားဘယ်နှပေါက်လဲ6ပေါက်နော်မြင်ခြင်းကြောင့်ပဲဖြစ်ဖြစ်ကြားခြင်းကြောင့်ပဲဖြစ်ဖြစ်အနံ့နေရခြင်းကြောင့်ပဲဖြစ်ဖြစ်အရာသာတွေရခြင်းကြောင့်ပဲဖြစ်ဖြစ်အပူအေးအနုအကြံအတွေ့အထိမျိုးစုံတွေ့ထိရခြင်းကြောင့်ပဲဖြစ်ဖြစ်အကောင်းအဆိုးအမျိုးမျိုးအတွေ့အကြံတို့ကိုတွေးကြံရခြင်းကြောင့်ပဲဖြစ်ဖြစ်ကိလေသာမဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုတကား6ပေါက်ကိုစောင့်စည်းတယ်လို့ပြောမယ်။ဘာနဲ့စောင့်စည်းရမှာလဲလို့မေးရင်အရေးအပါဆုံးစကားပြောအောင်ဆိုတော့တတိနဲ့စောင့်စည်းရမယ်။နောက်မာစီဆိုတော့ဘုရားကြီးများနတ်သင်ပေးတဲ့နီးနဲ့ပြောရမှာဆိုမြင်မြင်တယ်လို့သိမြင်မြင်တယ်လို့မှတ်ဟုတ်လားဒါပါပဲညာပဲလို့ဆက်ပြီးတော့နမိတ်တွေနောက်လိုက်မသွားနဲ့ပေါ့တကယ်တမ်းမျက်စိကမြင်တာအယောင်လေးပဲမြင်တာနော်ဒါကိုငါချစ်တဲ့လူငါမုန်းတဲ့လူဒါငါနဲ့မတည့်တဲ့လူလို့လှုပ်တာကစိတ်ကအတွင်းထဲကလှုပ်နေတာဟုတ်လားကြားတာကအတန်တက်တက်လေးကြားတာဒါကိုအဓိပ္ပာယ်အမျိုးမျိုးပေါ်ပြီးတော့စိတ်တိုင်းကြားစရာစိတ်တိုင်းမကြားစရာလို့အဖြေတွေထုတ်ပေးနေတာကအတွင်းထဲကတင်ညာကထုတ်ပေးနေတာဟုတ်လားဒါကြောင့်မြင်တာကိုမြင်တဲ့အနေထားလေးတိုင်းရက်နိုင်ဖို့အတွက်အလေးကျင့်လုပ်ရတယ်နော်ကြားတာကိုကြားတဲ့နေရာမှာရက်နိုင်ဖို့အလေးကျင့်လုပ်ရတယ်ဆိုလိုတာကအဲ့အရာတွေကိုအသေးစိတ်အဓိပ္ပာယ်တွေသွားပြီးတော့ဖောနေလို့ရှိရင် तू ကနော်ဒါကောင်းတယ်ဒါဆိုးတယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ तू ကပြန်ပြီးတော့တုံ့ပြန်မှုတွေကမလိုလားအပ်တဲ့တုံ့ပြန်မှုဖြစ်မယ်ပေါ့ကောင်းတယ်လို့ဆုံးဖြတ်လိုက်တာနဲ့လောဘဆိုတဲ့တုံ့ပြန်မှုထွက်လာတယ်ဆိုးတယ်လို့ဆုံးဖြတ်လိုက်တာနဲ့ဒေါသဆိုတဲ့တုံ့ပြန်မှုဖြစ်လာတယ်အဲ့ဒီဆုံးဖြတ်မှုကဘယ်သူကသင်ပေးတာတော့လို့မင်းသင်ညာကသင်ပေးတာတင်ညာက तू ကြိုက်တာနဲ့ तू တခါတော့ကောင်းတယ်လို့မှတ်ခဲ့ဘူးတာနဲ့တိုက်ဆိုင်ရင် तू ကကောင်းတယ်လုပ်ပြလိုက်တာပဲအများစုက तू ချိန်တော့ဆိုးတယ်လို့ तू မှတ်ခဲ့တာနဲ့တိုက်ဆိုင်ရင် तू ဆိုးတယ်လို့ तू ကလုပ်ပြတာဒါကြောင့်တင်ညာဆိုတာဘာနဲ့တူတော့နော်တန်လျက်များနဲ့တူတယ်လို့ဒါမျိုးဆိုပြဟောတာနော်ဗောဓိမြိုင်ဆိုတော့ဘုရားကြီးပြောတာလည်းရှိတယ်ဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်ဟာ
အလွန်ကောင်းတဲ့စကားလုံးလေးတွေပေါ့နော်ဝေဒနာကဘာလုပ်တယ်ချဲ့တယ်သူအလွန်အကျဲချဲ့တာကောင်းတာလေးကနည်းနည်းအကြီးကြီးလို့ထင်အောင်လုပ်ပြတာတကယ်ဝေဒနာအခိုက်အတန့်လေးကိုသာပိုင်းဖြတ်ပြီးတော့သိနိုင်မယ်ဆိုရင်ကောင်းတာလည်းဒီလောက်ကြီးမပြောတော့ဘူးမကောင်းတာလည်းဒီလောက်ကြီးမပြောတော့ဘူးဒါပေမဲ့အဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကပိုင်းဖြတ်ပြီးတော့မမြင်နိုင်ဘူးအစုအလုံးအထွေးအခဲအကြီးမြင်ပြတာနော်တရားထိုင်နေတဲ့ဝေဒနာတွေတက်လာပြီဆိုကြပါစို့ဝေဒနာဆိုရင်သူကဒုက္ခပဲပြောရတာများတယ်နော်ဟုတ်လားတရားထိုင်နေတဲ့ဝေဒနာဖြစ်လာပြီဆိုရင်အခုလောလောဆယ်ဖြစ်နေတဲ့အစုပ်ပန်တဲ့တဲ့လေးကိုပိုင်းဖြတ်ပြီးတော့မြင်လိုက်လောက်အောင်တတိယအာမကောင်းတော့စောစောကနာခဲ့တာနဲ့အခုနာတာကိုရောထားတယ်ရောပြီးရင်လည်းဘယ်လောက်များဆက်နာအောင်မလဲမသိဘူးလို့အနာကပ်ပါမှန်းပြီးတော့လှမ်းရောပြန်တယ်အဲ့ဒီမှာဘယ်လိုဖြစ်လာအကြီးဖြစ်လာအဲ့မှာမခံနိုင်တော့ဘူးဗာတင်ပါအောင်မအလုံးကြီးတွေဗာတွေရှောက်ပြောရတော့ဗောနော်ဝေဒနာကိုဘယ်လိုလုပ်တော့အကြီးလို့ထင်တာဟုတ်လားအဲ့တော့ဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်အဲ့ဒီတင်ညာအလှဲ့မခံရအောင်ဒီဓွာရကနေစောင့်ပြီးတော့စောင့်စည်းရမယ်လို့ဒါကိုနားလည်ရမှာသဘောပေါက်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့နီးက9မျိုးတောင်ပြောမှာဆိုတော့ဒီတံဝရဆိုတဲ့နီးတနီးတဲ့နဲ့အရင်ကြီးရှည်လဲရနေလို့မရဟုတ်လားအဲ့တော့ဦးဇင်းတို့နံပါတ်1တရားဓမ္မတို့ဦးဇင်းတို့အသုံးပြုရမယ်ဒုက္ခရဲ့အရင်အမြစ်ဖြစ်တဲ့အကြောင်းတရားကိုဖယ်ရှားဖို့အသုံးပြုရမယ်နီလန်းကစောင့်စည်းတဲ့နီးဟုတ်လားဘာကိုစောင့်စည်းရမှာလဲလို့မေးရင်မျက်စိနာနာလျှာကိုစိတ်ဆိုတဲ့ဓာတ်6ပါးကိုစောင့်စည်းရမှာနော်အသုံးချဖို့လိုတယ်နော်ဟုတ်လားအဲ့တော့ဒီနေရာမှာတစ်ခုပြောရင်တာကစောင့်စည်းတယ်ဆိုတာကနော်မကြည့်တဲ့မကြည့်လိုက်တာကိုမကြည့်မိအောင်လဲစောင့်စည်းဖို့တော့လိုတယ်နော်မြင်လာပြီးကမှနော်သူ့ကိုကိလေသာမဖြစ်အောင်လုပ်ရတာတချို့ကအယမ်းခက်တယ်သူကြောင့်ဆိုစူးစူးပူပူရှိတဲ့နေရာတွေအယမ်းလုံးမတော်တာဖြစ်เสียကောင်းတဲ့အနေအထားမျိုးတွေကိုတွားပြီးတော့ငါစောင့်စည်းပါမယ်လို့တိတ်လွယ်မှာမဟုတ်တော့ပေါ့ရဲ့လားအယမ်းချမ်းထမ်းတဲ့အဲ့ဒီကိစ္စတွေအာယုံရဲ့တိုက်မှုဟာကိုလိုအနေအထားမျိုးလောက်ကတော့လွင့်သွားမယ်ဆိုတဲ့နေရာမျိုးတွေရှိရနော်ဟုတ်လားဒါကြောင့်တတိလေးထားရင်ပြီးတာပါပဲဆိုပြီးတော့နေရာမရွေးပဲနဲ့တော့သွားနေမယ်ဆိုရင်ဒုက္ခရောက်နေအဲ့ဒီနေရာကိုပြီးရင်လာလိုက်ဦးမယ်ဟုတ်လားနီးတနည်းနေနဲ့လာဦးမယ်အဲ့ဒီနေရာဟုတ်လားအခုနံပါတ်1နီးကိုမှတ်မယ်နော်တံဝရစောင့်စည်းတဲ့နီးဟုတ်လားနောက်ဦးဇင်းတို့ဒုတိယနီးဆက်ပြီးတော့ပြောအောင်ရေအတဝပတိတေဝနာပဟာတဗ္ဗတေပတိတေဝနာယပဟိနာဟွန်တိတဲ့နော်ဒုတိယနီးကပတိတေဝနာဆိုတာဆင်ញင်ပြီးတော့မှီဝဲတာကိုပြောတာအတိအကျပြောရင်မှီဝဲတာသုံးဆောင်တာဆိုလိုတာကဘာလဲဆင်ញင်ပြီးတော့မှီဝဲခြင်းသုံးဆောင်ခြင်းအပြင်ပယ်ရှားရမယ့်ကိလေသာတရားတွေရှိတယ်အဲ့ဒါကိုကိုကဆင်ញင်ပြီးတော့မှီဝဲသောအပြင်ကိလေသာတွေအာသောတရားတွေကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်လို့ပြောတာအဲ့တော့ဒါကဘာလဲဒါလေးကိုမြတ်စွာဘုရားဘယ်လိုအဓိပ္ပာယ်ဖွင့်ပြလဲနော်ဒါကအကျေတွန်းလေးပြောမှပေတတို့နည်းနည်းနားလဲမယ်နော်အဲ့တော့တချို့ကတရားဘာဝနာကျင့်တဲ့နေရာမှာလွန်ပြီးတော့ကျင့်ကြတာရှိတယ်ပေါ့မစားပဲမတောက်ဖဲနဲ့တော့အမျိုးမျိုးအတ္တကိမထလမ်းစဉ်ဘက်ကိုရောက်အောင်တော့ခန္ဓာကိုယ်ကိုညှင်းဆဲနှိပ်စက်ပြီးတော့မြတ်စွာဘုရားလက်ထက်ကဆိုရင်အဲ့လိုမျိုးလုပ်ကြတာတွေဒါအများကြီးရှိအခုခေတ်လည်းရှိတာပါပဲဟုတ်လားအဲ့တော့စင်ချင်းမှီဝဲခြင်းအပြင်ပယ်ရှားရမယ်ကိလေသာတရားကိုမှီဝဲပြီးတော့ပယ်ရှားရမယ်ဆိုတာကဒါယဟန်တို့ဒီဟောထားတဲ့သုတ်တံဖြစ်တဲ့အတွက်ကြောင့်သူကစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါးနဲ့ကင်ပြီးတော့ဟောတယ်လူတွေအနေနဲ့ပြောမယ်ဆိုရင်တော့စာဝတ်နေရေးကျမ်းမာရေးပေါ့ဟုတ်တယ်မဟုတ်လားနော်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုစဟောတော့ဆိုကြပါစို့နော်သင်္ကန်းဝတ်ယုံနေဒီအဝတ်ကအရင်စပြီးတော့နားလေရမယ်နော်သင်္ကန်းဝတ်တယ်ဆိုလို့ရှိရင်တာဝန်ကလှဖို့ပဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝတ်တာမဟုတ်ဘူးနော်အရှက်အကြောက်ကိုကာကွယ်နိုင်ဖို့အတွက်ပြီးတော့နော်ချမ်းဘူကိုဖြက်ချင်မဲ့လေနေကင်းမွေဝေးမှုကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာကိုယ့်အင်္ဂါကိုလုံမစေလို့ကိုယ့်ကိုစံပယ်စင်ပြေမယ်ဟုစိတ်ဝယ်မတန်ဤသင်္ကန်းကိုဖုံးလွှမ်းသုံးဆောင်ပါတည်းတဲ့ဒါကဒကာဓမ္မတို့တို့လည်းအသုံးတဲ့တယ်နည်းနည်းရှင်းပြမယ်နောက်ဘုံဘုံတို့ဆိုရင်ငယ်ငယ်တုန်းကတော့ကိုရင်ဘွားတွေကစားဒီဟာကိုရွာမှာတော့ကြက်ရတာပေါ့နော်ကြက်ပြီးတော့ပတိစိတ်ဆိုတော့စိတ်ရတာ၄ဘုတ်သူကကြက်ရတာဟုတ်လားသင်္ကန်းနဲ့ပတ်သက်ပြီးတော့ငယ်တုန်းတော့ဘာမှနားမလဲပါဘူးအခုကြမှာဒါကနော်ဝိသုဒ္ဓောင်ဆိုတော့ဘုရားကြီးကနော်ပါဠိတော်နဲ့အညီကြည်ပြီးတော့ရေးထားတာအလွန်ကောင်းတယ်ပေါ့နော်အဝိဝိပြီဆိုလို့ရှိရင်လူတွေအနေနဲ့ဒါစဉ်းစားရမယ်ဒါယဟန်တွေကိုသင်္ကန်းဝတ်တိုင်းစဉ်းစားခိုင်းတာချမ်းပူကိုဖြက်ချင်းမဲ့လေးနေကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာကိုယ့်အင်္ဂါကိုလုံမစေလို့တပိုက်ပိုက်တယ်နော်ချမ်းပူကိုဖြက်နော်အချမ်းပူကိုဖြက်စီးဖို့နော်အချမ်းပူမပူဖို့နော်ဒီအဝတ်ကိုဝေးရတာဟုတ်တယ်ချမ်းရင်လည်းခြုံထရတယ်နော်နေပူတဲ့ဘာလဲသွားမယ်ဆိုရင်လည်းခြုံထအပူလည်းဖြောင်းနိုင်တယ်ချမ်းပူကိုဖြက်ချင်းမဲ့လေးနေ
နော်ကင်းမွေကင်းတို့မွေတို့ဟုတ်လားလွှဲတုံဆိုအဲ့ဒါတွေဖယ်ရှားဖို့ပေါ့နော်ကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာကိုယ်ရင်ကနော်အရှက်အကြောက်ကိုကုံသွားစေနိုင်တဲ့ကိုယ်ရင်ကအစိပ်ပိုင်းဟုတ်လားဟိရိဂုံကိုကုံစီတတ်စွာကိုယ်ရင်ကကိုလုံပါစေလို့အဲ့ဒီအင်္ဂါစိပ်ပိုင်းတွေလုံဖို့အတွက်ဟုတ်လားဒီလိုမျိုးရည်ရွယ်ချက်နဲ့အဝတ်ဝဲရမှာနော်လုံပါစေလို့ကိုစံပဲဆင်ပြင်းမဲ့ဟုစိတ်ဝယ်မတန်းနဲ့ဟာကြည်ကောင်းအောင်ငါပြင်းပြင်းစင်စင်လေးလုံပါဆိုတဲ့စိတ်မတန်းနဲ့တဲ့ဟုတ်လားကိုစံပဲဆင်ပြင်းမဲ့ဟုစိတ်ဝယ်မတန်းဤသင်္ကန်းကိုဖုံးလွှမ်းသုံးဆောင်ပါသတည်းအဲ့ဒါမှီဝဲခြင်းအပြင်ပယ်ရမယ့်ကိလေသာကိုမှီဝဲပြီးတော့ပယ်ရမယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့လိုမှန်မှန်ကန်ကန်တင့်တင့်လျှောက်ပတ်တဲ့ဒီတုတ်တန်ထဲမှာအဓိကသုံးတဲ့စကားလုံးတစ်လုံးပါသေးတယ်ယောနိသောပဋိသင်္ခါယောနိသောဆိုတဲ့ပဋိသင်္ခါယောနိသောဆိုတင့်တင့်လျှောက်ပတ်တဲ့ဉာဏ်ပညာနဲ့ဆင်ခြင်တာပါနော်တင့်တော်တဲ့ဆင်ခြင်မှုဒါအလွန်မှန်တဲ့တရားကဟုတ်လားအဲ့တော့အဝိဝိပြီဆိုရင်အဲ့ဒီစိတ်မျိုးလေးနဲ့အဲ့ဒီဆင်ခြင်မှုနဲ့ဝတ်မယ်ဆိုရင်နံပါတ်1ငွေကုန်ကြေးချအများကြီးနေသွားနိုင်တယ်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်နံပါတ်2ဒီအဝတ်နဲ့ပတ်သက်ပြီးတော့ညှဉ်းနှွမ်းမှုအများကြီးနေနိုင်တယ်ဒီအဝတ်ဝတ်ခြင်းကိုပဲမြင့်မဲ့မှုဖြစ်သွားတာဒီဆင်ခြင်မှုမပါရင်ဒီအဝတ်ဝတ်ခြင်းကပဲယုံညံ့မှုဖြစ်နေတာဟုတ်လားဒါကိုပြောတာနော်မှီဝဲခြင်းအဖြစ်ပယ်ရမယ့်ကိလေသာကိုမှီဝဲပြီးတော့ပဲအဝတ်မဝတ်ရဘူးလို့ဘယ်မြတ်စွာဘုရားဟောမှာတော့ဟုတ်လားဘလို့ဝတ်ရမှာတော့ဆင်ခြင်ပြီးတော့ဝဲလို့ပြောတာဒါပေမဲ့အဲ့ဒီကိစ္စကိုလူတွေဟာများသောအားဖြင့်အသုံးမချကြဘူးနော်ဒါအဝတ်နဲ့ပတ်သက်ပြီးတော့စွမ်းနဲ့ပတ်သက်ပြီးတော့จิตတွေဘာတွေဝင်ဘူးတဲ့လူတွေကြီးပဲဤတိစားဝဲအမဲမဲကိုအဲ့ဒီလင်္ကာရှိတယ်နော်အဲ့ဒါဒီပါဠိတော်ကိုကြည့်ပြီးတော့ပဲစီထားတာပဲဟုတ်လားဣတိဇဝမဲမဲကိုမြို့ရမှန်ကြွလှပရရှင်ပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြဓာတ်စာဤကိုကောင်ကိုရှီအောင်တေလေးအသက်မြရမမောပညာဘုရားသာသနာကျင့်တဲ့ဘုရားကိုကျင့်ပါနိုင်စေဝေဒနာဟောင်းတင်မဖြစ်စေရရာပိုက်မြတ်လက်ခတ်သိမ်းပြစ်တို့မဖြစ်လျောင်ချက်မြေအောင်ဟုသုံးဆောင်မိရပါသည်နော်အနှစ်ချုပ်ပြောရရင်နော်မစင်ရဲဖို့ယောဂဝေဒနာတွေမနှိမ့်ဆက်ဖို့နော်ဒီအကျင့်မြတ်ကိုကျင့်သုံးနိုင်ဖို့ဒီသာသနာရဲ့ကောင်းမွန်တဲ့အနေအထားတွေကိုလုံနိုင်ဖို့အတွက်ဒီအသက်ရှင်ဖို့အတွက်ဒီအစာဟာရကိုစားတာဒီအတွေးဒီဆင်ခြင်မှုနဲ့မှီဝဲရမယ်အဲ့ဒါဆိုရင်မဆင်ခြင်မဲနဲ့မှီဝဲရင်ကိလေသာဖြစ်မယ်နော်ဆင်ခြင်ပြီးတော့မှီဝဲရင်ကိလေသာအာသောမဖြစ်ဘူးဒါကြောင့်ဆင်ခြင်ပြီးတော့မှီဝဲခြင်းအပြင်နော်ကိလေသာတရားတွေကိုဖယ်ရှားဖို့ကြိုးစားရမယ်နော်သင်္ကန်းရဲ့စွမ်းရဲ့ပြီးတော့ကြောင်းချမ်းပူကိုဖြတ်ချင်မဲ့လင်းတွေကင်းမွေလွှဲတုံဟိကင်းမွေဝေးမှုဥဒုဘေးပင်မတန်းကင်းစင်စိတ်ကြည်လင်ကြောင်းနေရာကြောင်းကိုကြောက်မိကိုပါတည်းနော်ချမ်းပူကိုဖြတ်ချင်မဲ့လင်းတွေကင်းမွေဝေးမှုဥဒုဘေးပင်မတန်းကင်းစင်စိတ်ကြည်လင်ကြောင်းနေရာကြောင်းကိုကြောက်မိပါတယ်ကိုတိုက်ခန်းလေးတဲ့ရအောင်အဲ့လိုလေးဆင်ခြင်ပြီးတော့နေအကုသိုလ်ကိလေသာတရားတွေနေသေးတယ်နောက်မှရှင်ငါဘလို့ခန်းတဲ့နေရတာကောင်းရင်လည်းပဲဒါမှန်တက်နိုင်မကောင်းရင်လည်းပဲညှိုးငန်နေတယ်ဩဖြစ်ကလည်းဆိုးလိုက်တာကြည်ပါဦးနေရတာချင်းချင်းကြက်ကြက်နဲ့ဟုတ်လားဘာဖြစ်တော့ဒီလိုပဲနေရတာပဲလေသူဘာကြီးနဲ့ပဲနေရကိုကဒီတိုင်းနေရတာပဲဒီအမှန်ကိုစဉ်းစားမိဖို့လိုတယ်နောက်ဦးဇင်းငယ်ငယ်တုန်းကတကယ်ချင်းတစ်ပါးပြောတာရှိတယ်နော်ဆိုဖာကြီးနဲ့ထိုင်ရတော့လဲကွာကြာတော့လည်းပဲမာမတောင်းပူကြီးဖြစ်လာတာပါပဲတဲ့ကြာရင်ဘာမှသိပြီးတော့မဟုတ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်နေရာကိုလည်းပဲမလုပ်ဖို့လိုတော့စဉ်းစားဖို့လိုတယ်နောက်ပြီးတော့ဆေးဟုတ်လားဒါလည်းပဲအကုသိုလ်ကိလေသာဖြစ်နေတာပဲเนาะဆေးနဲ့ပတ်သက်ပြီးတော့နောက်အကောင်းစားသုံးရရင်လည်းမန်တက်နိုင်တယ်နောက်မသုံးနိုင်ဘူးဆိုရင်လည်းစိတ်ကြနိုင်တယ်ကျင်နာခံခဲ့နှိမ့်ဆက်ဖြစ်စီဖြစ်ပြီးဖြစ်လာဝေဒနာကိုစွန့်ခွာပယ်လင်းဆင်းရဲကင်း၍လူမင်းမြတ်စွာသာသနာကိုကြည်သာရှင်လန်းကျင့်ဖြည့်စွမ်းနိုင်မှုရည်မှန်းသုံးဆောင်ပါတည်းတဲ့ဒီပါဠိတော်လေးတွေကအဲ့ဒီဟာကိုအဓိပ္ပာယ်ပြန်ထားတာဟုတ်လားစေတောက်တယ်ဆိုတာအဲ့ဒီလိုမျိုးဆင်ခြင်မှုနဲ့တောက်ရမယ်အဲ့ဒီလိုမျိုးဆင်ခြင်မှုမပါရင်စေတောက်တာကိုအကြောင်းပြုပြီးတော့ကိလေသာအတော်ဖြစ်နိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဆင်ခြင်မှုနဲ့ပယ်ရမယ်ကိလေသာအတော်တရားကိုဆင်ခြင်မှုနဲ့ပယ်ရမယ်ဆိုတာဒါကိုပြောတာစာဝတ်နေရေးကျမ်းမာရေးမှာဉာဏ်ရှင်းပြီးတော့သုံးဆောင်သုံးဆွဲနိုင်ဖို့လိုတယ်ဆိုတာလေးကိုအနှစ်ချုပ်မှတ်ရမယ်အဲ့ဒါဘယ်နည်းရှိသွားပြီတော့နည်းရှိသွားပြီနော်နောက်တတိယနေ့ဆက်သွားမယ်နော်ရေအာတဝအဓိဝါဒနာပဟာတ္တဗတေအဓိဝါဒနာယပဟိနာဟွန်တီတဲ့ဒီနည်းလေးကတော့အလွန်ထိရောက်တဲ့နည်းလမ်းတစ်ခုပဲသူကအချိန်တိုင်းသုံးလို့ရတယ်ဒီနည်းလမ်းကအဲ့ဒါပါလဲဆိုတော့တီးခံခြင်းဖြင့်ပယ်ရှားရမယ်ကိလေသာအာသောတရားကိုတီးခံခြင်းဖြင့်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်လား
ဘာပဲဖြစ်နေသီးခံနိုင်ရင်အဲ့ဒါကကိလေသာအာသောတရားမဖြစ်တော့သီးမခံနိုင်ရင်ကိလေသာအာသောတရားဖြစ်မယ်ဒါကြောင့်ဒီသီးခံခြင်းကိုမြတ်စွာဘုရားကခန္တီပရမတ္တပောတိတိခါလို့ဒီလိုမဟုတ်ဘူးလားအကျင့်တကအကျင့်ထဲမှာသူကအမျက်ဆုံးအကျင့်လို့ဒီလိုဟောတယ်အမျက်ဆုံးအကျင့်ဖြစ်သည့်အားလျော်ဆိုတာအခက်ခဲဆုံးဖြစ်လိမ့်မယ်ဆိုတာလဲယုံမှားတယ်မရှိဘူးဟုတ်တယ်မဟုတ်လားသီးခံတယ်ဆိုတာကဒီတိုင်းထားလိုက်ရတာလေဘာမှမတုံ့ပြန်ဘူးကိုင်းထားလိုက်တာနော်အဓိဝါဒနာဆိုတာနော်သီးခံတယ်ဆိုတဲ့အဓိဝါဒနာဆိုတဲ့စကားလုံးလေးနဲ့ဟောတယ်အဓိဝါဒနာဆိုတာဘာပဲဖြစ်ပါစေလို့လှုပ်လိုက်နိုင်တာလွယ်ပါမလားလွယ်မယ်တော့ဟိုဟာဖြစ်မကြိုက်ဘူးဟိုဟာမဖြစ်တော့လည်းမကြိုက်ဘူးဟုတ်လားဖြစ်လို့သာမကြိုက်တာမဟုတ်တခါလေမဖြစ်လို့မကြိုက်တာလည်းရှိသေးတယ်နော်ဟုတ်တယ်မဟုတ်လားဖြစ်လို့မကြိုက်တာရှိတယ်နော်မဖြစ်လို့မကြိုက်တာရောရှိတယ်မဟုတ်လားရှိတယ်နော်ကိုဖြစ်ချင်တာတွေဖြစ်မလာလို့မကြိုက်ရတာရှိတယ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လာလို့မကြိုက်ရတာတွေရှိတယ်ဟုတ်လားအဲ့ဒါတွေကိုတရားတော်မတို့ဦးဇင်းတို့တွေကတီးခံခြင်းဖြင့်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါမြတ်စွာဘုရားကတော့အသေးစိတ်ဟောတယ်အဲ့ဒီတီးခံခြင်းနဲ့ပတ်သက်ပြီးတော့ဘာကိုတီးခံရမှာတော့တဲ့နော်တိတ္တဩနတ္တဇိကိစာယပိပါတာယနော်သူအခြေခံလေးကစပြီးတော့ပြောတာနော်တိတ္တအေးကိုခမောတီးခံသည်ဟောတိဖြစ်၏ဩနတ္တအပုကိုခမောတီးခံသည်ဟောတိဖြစ်၏စောစောတုန်းကဘုံအခန်းထဲကအဲအကောင်ကအရန်အေးတယ်ဘလို့မှနေလို့မရဘူးမျက်မှန်တောင်ကြည့်လို့မရတော့ရေငွေ့တွေရိုက်တာအဲ့ဒါနဲ့ပြင်မဲ့ထွက်သွားရတယ်ဟုတ်လားဒီမခံဘူးဆိုလို့ရှိရင်အဲ့ဒီပူရာတွေအေးတာတွေကလည်းပဲကိလေသာအာသောတရားတွေကိုအများကြီးဖြစ်စေတယ်နော်အထူးသဖြင့်ဘာကိုဖြစ်စေမလို့ဒေါသဖြစ်စေမယ်ပေါ့ဟုတ်တယ်မဟုတ်လားနော်တတ်တာတဲ့အနေအထားမျိုးလေးအေးတာတတ်တာတဲ့အနေအထားမျိုးလေးနှွေးတာဆိုရင်တော့ဘာဖြစ်နိုင်တော့လောဘဖြစ်နိုင်တယ်ပေါ့နော်ဟုတ်လားဒါပေမဲ့ဒီနေရာမှာတိခံခြင်းဆိုတာကနော်မကြည်နှံ့မှုစိတ်တိုင်းမကြမှုမဖြစ်အောင်ကြိုးစားအထောက်တာကိုအဓိကရည်ညွှန်းတယ်လို့နားလည်ဖို့လိုတယ်နော်ကြိုက်တာတွေဖြစ်လာတာကိုတိခံမှာကွာလို့ပြောစရာမလိုဘူးလေဟုတ်တယ်မဟုတ်လားနော်မကြိုက်တာတွေဖြစ်လာမှာကိုသာလျှင်တိခံလိုက်ပါလို့ပြောကြတာဒါပေမဲ့တကယ်တိခံခြင်းရဲ့နယ်ပယ်ကတော့ဒေါသမဖြစ်အောင်ကြိုးစားအထောက်ခြင်းများမဟုတ်လောဘမဖြစ်အောင်ကြိုးစားအထောက်တာကိုပါမြတ်စွာဘုရားဟောတာတိခံခြင်းရဲ့နယ်ပယ်ကသို့တော့အဓိကဒေါသမဖြစ်ဖို့ဆိုတာကိုအဓိကနားလည်ရမှာဟုတ်လားဒါနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမကြည်မချမ်းဖြစ်သွားပြီဆိုရင်ကိုတိမခံနိုင်လိုက်ဘူးနောက်တချို့ကအပေါ်ယံကတော့တိခံနိုင်တယ်လို့ထင်ရတယ်ဒါပေမဲ့စိတ်ထဲမှာဒေါသဖြစ်နေတယ်ဆိုရင် तू ဟာဒါမအောင်မြင်ဘူးသဘောပေါက်ရဲ့လားတိခံတယ်ဆိုတာဘလို့အနေထားဖြစ်မှအောင်မြင်လဲလို့မေးရင်မကျေနပ်စရာအာယုန်နဲ့တွေ့ရင်ဒေါသမဖြစ်မှသာလည်းအောင်မြင်တာဟုတ်ရဲ့လားဒါပေမဲ့တော့အပေါ်ယံကာယကံဝစီအားဖြင့်မတုံ့ပြန်ဘူးဆိုရင်ကိုပဲတော်တော်ကောင်းလာပါပြီအကျေမငိမ့်ပေါ်တွေနဲသွားတာပေါ့ဟုတ်လားဖြစ်ရင်ပြန်ပြောမှာပဲပြန်လုံးမှာပဲဆိုရင်မပြီးနိုင်တော့ဘူးမဆုံးနိုင်တော့ဘူးဒါကြောင့်တချို့ကိစ္စကဒေါသဖြစ်ပေမဲ့လို့ငါပြန်မပြောဖြစ်အောင်ပြန်မလုပ်ဖြစ်အောင်ထိမ့်မယ်ဆိုရင်ကိုပဲတော်တော်ကောင်းတယ်ဒါကြောင့်ဦးဇင်းတို့ဇတ်တော်တစ်ပုဒ်မှာဘုရားလောင်းပြောထားတာရှိတယ်နော်သူတို့အလွန်ကြီးကျယ်တဲ့စီစဉ်ကိုစွန့်ပြီးတော့ရသေးဝတ်သွားတာလေနော်အမျိုးသမီးကအရန်ကျုပ်ရတင်းနေတဲ့ခါကျတော့အဲ့ဒီရသေးဘဝနဲ့ဘယင်ရဲ့ဥယျာဉ်ထဲမှာတဲကြတော့ဘယင်ကအဲ့ဒီရသေးမကိုသဘောကျလို့တိမ့်ပိုက်မဲ့လောက်တာအတင်းအဓမ္မတိမ့်ပိုက်သွားတာအဲ့ဒါကိုဘုရားလောင်းကဘာပြောလို့ဆိုတော့အာတန်တာမှာတဲ့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အပြင်မထွက်စေရဘူးလို့သူအဲ့လိုပြောတာရှိတယ်အဲ့မှာဘယင်ကနားမလဲလို့မေးတာဘာတွေကိုဖြစ်ပြီးတော့ဘာတွေကအပြင်မထွက်တာတော့အဲ့တော့ငါတန်တာမှာဒေါသတော့ဖြစ်တယ်တဲ့မဖြစ်ဘူးမဟုတ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဖြစ်လာတဲ့ဒေါသကိုအပြင်မထွက်စေရဘူးဘယ်သူမှမသိစေရဘူးလို့သူအဲ့လိုပြောတာဒါကြောင့်ဒေါသမဖြစ်မှအောင်မြင်တယ်လို့ဆိုတာကယာနှုံးပြီးအမြင့်မြတ်ဆုံးအနေအထားကိုပြောတာပေါ့နော်ကာယကံမြောက်ဝစီကံမြောက်မတုံ့ပြန်ပဲနေနိုင်တယ်ဆိုရင်ကိုပဲတော်တော်ကြီးကိုပဲမြင့်မြတ်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါသူ့အတွက်လည်းပဲအများကြီးငြိမ်းအေးသွားစရာရှိတယ်ကိုယ့်အတွက်လည်းပဲအများကြီးငြိမ်းအေးသွားစရာရှိတယ်ပြဿနာတော်တော်များများဟာပြန်လဲမတုံ့ပြန်ခြင်းအပြင်ငြိမ်းသွားနိုင်တယ်ဒါပေမဲ့ချို့ကိစ္စတွေကပြန်လဲတုံ့ပြန်မှဖြည့်ရှင်းလိုက်မှငြိမ်းအေးတာတွေလည်းရှိတယ်အဲ့လိုမျိုးဆိုရင်တော့ကိုကဒေါသမဖြစ်စေပဲနဲ့တတ်နိုင်တဲ့မြတ်ပညာသားပါရှင်းတတ်ဖို့တော့လေလိုတယ်ပေါ့အရာဘာမှမတုံ့ပြန်ဘူးလို့ဆိုလိုတာလည်းမဟုတ်တော့တရားတစ်ခုကိုတည့်အသေးမှတ်ထားလို့မရဘူးနော်တော့တိခံတယ်ဆိုတာဘာမှမတုံ့ပြန်တော့ဘူးလို့ပြောတာမျိုးကိုလည်းနားလည်မှုလွဲမှလည်းဆိုရသေးတယ်ဟုတ်လားပြောတဲ့ပြောတတ်ရင်လည်းပဲဒေါသမဖြစ်ဖဲနဲ့ပြောရမယ်သူအမှားကြီးနားလည်နေတယ်ဆိုရင်ဒါကိုရှင်းပြရအောင်မယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ဒေါသတော့မပါစေနဲ့ပေါ့ဒေါသကြီးနဲ့ရှင်းတယ်ဆိုရင်တော့အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားတယ်နားလည်သိခြင်းလို့ရှင်းတယ်ဆိုတော့အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားတယ်ဟုတ်ရဲ့လားဒါကြောင့်တိခံခြင်းရဲ့အကြောင်းကိုအများကြီးကျေပြန်နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားအပူကိုတိခံမယ်အေးကိုတိခံမယ်
ဇိကိစာယပိပါတာရတယ်စာလောင်မှုသိမ့်မှုကိုလည်းသိခံရမယ်စားကျင်တာတောက်ကျင်တာတခါလေးရှိတယ်အမှအဲ့ဒီကိစ္စလည်းမလွယ်ဘူးနော်အရန်ဒေါသဖြစ်တယ်ဟုတ်လားနော်စားချိန်မစားဘူးစားကျင်တာမစားဘူးဆိုရင်ဘာဖြစ်တော့ရန်စိတ်တို့တယ်နော်ဒီအစားအသောက်ကလည်းပဲဦးဇင်းကတခါလေးစဉ်းစားကြည့်တယ်သူကလည်းခဏလေးသာမို့လို့ကြာကြာစားဆိုရင် तू လည်းမလွယ်လာဘူးတော့ဟုတ်လားဘဝမှာအဲ့ဒီအစားအသောက်စားတောက်နေရတဲ့အချိန်လေးကတွက်ကြည့်မယ်ဆိုရင်ဘယ်လောက်များတော့ဘယ်လောက်မှမများဘူးဒါပေမဲ့အဲ့ဒီထမင်းပွဲရှေ့ရောက်လာပြီးစားတော့မဲ့အနေထားရှေ့ရောက်လာပြီဆိုကိုကြိုက်တာများမပါဘူးဆိုရင်တခါတည်းမျက်နှာကိုဘာဖြစ်သွားတော့ပြတ်သွားတာဟုတ်တယ်မဟုတ်လားဒီကိစ္စကိုဘယ်လောက်အရေးထားလဲဆိုတာကိုသတိထားမိဖို့လိုတယ်စားကျင်တာမစားရဘူးစားချိန်ကြမစားရဘူးဆိုဘယ်လောက်ဒေါသတွေဖြစ်တယ်လဲဆိုတာကိုစဉ်းစားကြည့်ဟုတ်လားမလွယ်ဘူးနော်ဘာလို့ဖို့လိုတော့တီးခံဖို့လိုတယ်နော်ဇိကိစာယပိပါတာယခမောဟတိပြီးတော့ဗာပြောတော့နော်ပဝန်းကျင်ကပြောလာတယ်ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံကိုအကြောင်းပြောလာတယ်မကောင်းတဲ့စကားတွေကိုလည်းပဲတီးခံဖို့လိုတယ်နော်လူဆိုတာပဝန်းကျင်နဲ့နေတာကိုဘောကောင်းတာမြင်တဲ့လူရှိသလိုမကောင်းတာမြင်တဲ့လူရှိတယ်ချစ်တဲ့လူရှိသလိုပုံတဲ့လူရှိတယ်အဲ့ဓာတွေကိုသူတို့ကနော်သူတို့ရဲ့အထင်တွေကိုနော်ဘာနဲ့ပြမယ်တော့စကလုံးနဲ့ပြမယ်ပေါ့အဲ့လိုပြလာတဲ့အခါမှာတရားဓမ္မတို့ဦးဇင်းတို့တွေကဘာဖြစ်ကြမလို့ခံစားကြမယ်ပေါ့အဲ့ဒီကိစ္စကိုမြတ်စွာဘုရားသိခံလိုက်ပါလို့ပြောတာတကယ်တမ်းကသူပြောခြင်းအကြောင်းတစ်ခုတက်တက်နဲ့တော့ကို့မှာဘာမှအပြောင်းလဲဖြစ်မသွားဘူးကိုနားမလဲလို့နှလုံးသွင်းမှားလို့သာလဲစိတ်ထဲမှာနာကျင်ခံကပ်မှုဖြစ်သွားတာတကယ်တမ်းသူ့ရဲ့စကားသံကပြောပြီးပျောက်ပဲလေဒါပဲလေမပြီးနိုင်တာကကိုပဲဟုတ်လားမပြောတာကတော့ပြီးသွားပြီမပြီးနိုင်တာကကိုဖြစ်နေတယ်ပြန်ပြီးတော့ဘာလုပ်နေတော့တူးဆွာနေတယ်ဒီကိစ္စကိုနော်ပြန်ပြီးတော့ခံစားရတယ်အစ်စ်လုံနေအမြဲတမ်းအစ်စ်လုံနေတယ်ဟိုလှုပ်တဲ့လူကတော့တစ်ချိန်ပဲပြီးသွားပြီဟုတ်လားတကယ်အဲ့ဒီစကားသံတက်ကြောင်လဲဘာမှတော့ဖြစ်မသွားဘူးဒါပေမဲ့ကိုကအမျိုးမျိုးရှင်းသားပြီးတော့ကိုလှုပ်တဲ့တကယ်မှလှုပ်ဆက်ကြီးပဲအဲ့ဒီဥစ္စာကတော်တော်ကိုကြီးကျယ်တဲ့အပိုင်းကကိုယ့်ရဲ့လှုပ်ဆက်ကကိုယ့်ကိုဒုက္ခဖြစ်စေတာဟုတ်လားနားလေကြည့်နော်အတန်ကြီးတက်ကြည့်ပါထိတယ်လေနော်ချင်းကိုက်တလောက်တောင်နာတာမဟုတ်ဘူးနော်ဒါပေမဲ့လှမ်းနဲ့ထိုးတလောက်နာတယ်လို့ပြောကြတာပဲနော်ဒီစကားကိုတကယ်သူလာထိတာမဟုတ်ဟုတ်လားဇီဝထိအောင်လုပ်တာကိုလှုပ်ပြတာအဲ့ဒီစကားကိုဒိတ်ဖို့ဖော်တယ်တကယ်တမ်းပြောရရင်နော်စကားသံတွေကိုဦးဇင်းတို့ခံစားကြတယ်ဆိုတာဦးဇင်းတွေးကြည့်တယ်ပေါ့နော်သူများရဲ့အထင်တွေကိုခံစားတာနော်စိတ်ကိုအဓိကလှမ်းခံစားတာလို့ဦးဇင်းထင်တယ်နော်အဲ့ဒီစိတ်အထင်ကပိုးတောင်မရေမရာရှိသေးတယ်ခဏသူတွေးလို့သူထင်းလာတယ်သူ့အထင်လေးပဲနော်အငွေကလေးကမှမြင်ရသေးတယ်အဲ့ဒီစိတ်ဘာမှတော့မမြင်ရဘူးပြီးရင်လည်းတကယ်ကိုမြန်ဆန်ပျောက်သွားတယ်အဲ့ဒီလောက်နော်အနှစ်သာရကင်းမဲ့တဲ့အဲ့ဒီလောက်မရေရာတဲ့ဝိုးရဝါဒကိစ္စကိုဒကမာကြီးတို့ဦးဇင်းတို့တွေကဘာလုပ်နေတော့အကြီးအကျယ်ခံစားရတယ်အလေးအနက်လည်းအကြီးအကျယ်ထားတယ်နော်စကားကိုခံစားတာတဲ့အထင်ကိုခံစားရတယ်ဆိုတာကိုမြင်အောင်သွားနိုင်ဖို့လိုတယ်နော်အဲ့ဒီစကားပဲကောင်းတဲ့စိတ်ကလေးနဲ့စေနာနဲ့ပြောတယ်ဆိုရင်ခံစားမှုကတစ်မျိုးဟုတ်တယ်မဟုတ်လားမကောင်းတဲ့စိတ်နဲ့မုန်းလို့ကိုပြောတာလို့ထင်ဘယ်လိုဖြစ်တော့ခံစားမှုကတစ်မျိုးဟောဘာလဲသူ့ရဲ့နောက်ွယ်မှာရှိနေတဲ့အထင်ကိုလှမ်းပြီးတော့အမိအယလှမ်းဖန်ဆုပ်ကန်ကျင်တာပြီးရင်အဲ့ဒါမပြီးနိုင်တော့ဘူးဒီလူကငါ့ကိုဒီလိုထင်နေတာအ ਨੇ ဆုံးတော့ဒါမဟုတ်ဘူးဆိုတာကိုငါပြောမှဖြစ်မယ်ဟာဒါတွေနဲ့ပဲရှုပ်နေတာဟုတ်လားဦးဇင်းထင်တယ်နော်ဘဝမှာသူများရဲ့အထင်တွေကိုလိုက်ထင်းနေရတာနဲ့ပဲရှုပ်နေတာဒါပဲအဲ့တော့စိတ်ကဘာမှအနှစ်သာရကင်းမဲ့တဲ့သဘောရှိတယ်နော်စိတ်ဟာအနှစ်သာရကင်းမဲ့တယ်အထင်တွေကအနှစ်သာရကင်းမဲ့တယ်အနတ္တသဘောတွေဘာမှတန်ဖိုးရှိတဲ့သဘောတွေမဟုတ်ဘူးသူ့အထင်လဲဒီတိုင်းပဲကိုယ့်အထင်လဲဒီတိုင်းပဲလို့အထင်ရဲ့အပေါ်မှာတကယ်အမြင်ရှင်းမယ်ဆိုရင်တော်တန်ပြဿနာတွေကတော့ဝင်လာကြမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့ကိုလောက်လိုက်ရှင်းနေတာနဲ့တချို့ဟာရှင်းမှရှုပ်တာဗျာနော်ဒီတိုင်းထားရင်ပြဿနာမရှိဘူးရှင်းကမှရှုပ်ကုန်တာဟုတ်ရလားအဲ့လိုရှင်းနေတာတော့သိမခံနိုင်လို့ရှင်းနေတာပေါ့ဒါဒီတိုင်းကြီးငါလက်မခံနိုင်ဘူးငါပြန်ကိုရှင်းမှဖြစ်မယ်ဟာပြောတာတော့ရှင်းဖို့လို့ပြောတာပဲဟုတ်လားပြီးတော့ဘာဖြစ်တော့ရှုပ်သွားတာဒါသိခံခြင်းအဖြစ်ရှင်းလိုက်တာကတကယ်ကောင်းတယ်ပေါ့နော်ဟုတ်လားဘာမှပြန်မပြောရဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူးနော်နားလည်ဖို့တော့လိုပါတယ်ဟုတ်လားတခုတည်းကိုပဲတရားတစ်ပုဒ်စီဟောစရာကောင်းတယ်ဟုတ်လားဒါသိခံရမယ့်အရာတွေဘာတွေတော့အဘူအေကိုသိခံရမယ်ဆာလမုသိတ္တာကိုသိခံရမယ်ပဝန်းကျင်ကပြောလာတဲ့စကားသံတွေသူများရဲ့အထင်တွေထင်ကျင်တာထင်ပါစေပြီးတော့တာပဲအကုန်လုံးဘာမှလည်းလာထိခိုက်တာလည်းမဟုတ်လားသူ့ရဲ့အထင်တွေကြောင့်သူ့ရဲ့စကားတွေကြောင့်ကိုဒုက္ခရောက်မဲ့အနေအထားမျိုးရှင်တို့ရှင်းရမှာပေါ့ဟုတ်လားအခုအဲ့ဒီလိုပြဿနာမျိုးကဘောမှာတွေ့ခဲ့ပါတယ်ဘာမဟုတ်တဲ့အရေးမပါတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်နေကြတာစိတ်ဆင်းရဲနေကြတာခံစားနေကြတာဟုတ်တယ်မဟုတ်လားအေး
နောက်ဆက်ပြီးတော့မြတ်စွာဘုရားဘာကိုသိခံမယ်လို့ပြောတော့ဥပ္ပန္နနံတတိကာနံဝေဒနာနံဒုက္ခနံတိဗ္ဗာနံခရဏံကတုကာနံအတ္တတာနံအမနာပါနံနော်ဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့အခါရခက်တဲ့ဆင်းရဲတဲ့ပြင်းထန်ဆက်ရှားတဲ့ခါသီးတဲ့ဝေဒနာတွေဖြစ်လာလိမ့်မယ်တဲ့တစ်ချိန်မှာတတောင်တတသေကြရမှာမဟုတ်ဘူးနော်ဒါကအဆုံးစုံကိုပြောတာနော်အသက်ထွက်ရလောက်အောင်ပြင်းထန်တဲ့ဝေဒနာတွေ့လို့ဒီအသက်ကဆုံးသွားတာဟုတ်လားဒီခန္ဓာရလာရင်ဒီဒုက္ခရှောင်လို့မရဘူးကံဆိုးမယ်ဆိုလို့ရှိရင်ကိုယ်ကသူများကိုနှိပ်စက်ခဲ့တဲ့အနေအထားတွေများမယ်ဆိုရင်မသေးခင်မှာကိုယ်မှရှုမလားခံစားရမယ့်အနေအထားတွေကလည်းရှိသေးတယ်ဟုတ်လားအဲ့ဒါပြောနေတာကဒီခန္ဓာကိုယ်ကဝေဒနာတွေဖြစ်လာပြီ။ကိုင်းဘယ်သူကိုစိတ်တူမတော့ဘယ်သူကိုစိတ်တူမတော့အမြဲတမ်းတစ်ဘဝလုံးစိတ်ကတူနေကြလေသူများကိုဟုတ်လားဘာဖြစ်ပြီးဆိုတူပြီးပြီသူများကိုဟုတ်လားအဲ့ဒီကိစ္စကိုင်းဘယ်သူကိုစိတ်တူမတော့ဘယ်သူမှစိတ်တူကြမရှိဘူးစိတ်တူခြင်းနဲ့ငါပြောခြင်းနဲ့ဆိုရင်လည်းဟိုလိုပြောပေါ့ကိုင်းမင်းရခြင်းလွန်လို့ရတဲ့ခန္ဓာကြီးရပဲမင်းကိုနှိပ်စက်နေတာနောက်ထပ်ရခြင်းသင်သေးသလားမရခြင်းသင်တော့ဘူးလားဆိုတာမင်းစဉ်းစားတော့လို့ပြောဖို့ပဲရှိတယ်ဟုတ်တယ်မဟုတ်လားဒါပဲလေခန္ဓာရတယ်ဆိုတာဘာလို့ရတော့ရခြင်းလို့ရတာဘာလို့ရခြင်းတာတော့ကောင်းတယ်ထင်လို့ရခြင်းတာပဲရိုးရိုးလေးတရားကတော့ဟုတ်လားအဲ့တော့ရခြင်းလို့ခုရပါပြီကိုင်းရတော့ကောင်းလားလို့စဉ်းစားပေါ့ဒါပဲစဉ်းစားတယ်ရှိတာပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒီအနေအထားမျိုးရောက်ရင်တိခံနိုင်ဖို့ဆိုတာတော်တော်မလွယ်ဘူးဒါကိုကြိုတင်ပြီးတော့နားလည်ထားဖို့လိုတယ်တိခံမှုစွမ်းရည်ကိုလေ့ကျင့်ခြင်းအပြင်မြင့်တင်ပေးထားဖို့လိုတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ခန္ဓာကိုယ်ရဲ့အနေအထားတွေကိုအများကြီးသိအောင်ကြိုးစားနော်ခံစားမှုစိတ်ဆင်းရဲတာတွေကဘယ်လိုလဲကိုယ်ဆင်းရဲတာတွေကဘယ်လိုလဲတွေးလာမှနော်နောက်အခုစိတ်ဆင်းရဲတယ်ဆိုတာတွေကနောက်ဒီကနေ့စိတ်ဆင်းရဲတာနဲ့ဆိုင်ဘာမှမပြောပါတော့ပါဘူးမဆိုကြပါစို့အခုပစ္စည်းဥစ္စာဆုံးရှုံးလို့စိတ်ညစ်တာလားနော်ကိုယ်နာမည်ပြက်လို့စိတ်ညစ်တာလားနော်ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာဖြစ်လို့စိတ်ညစ်တာလားအဲ့ဒီစိတ်ညစ်စရာတွေဘလောက်ကြီးတယ်ပဲပြောနော်သေခြင်းတရားလောက်စိတ်တိုင်းမကြစရာကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်သေခြင်းတရားလောက်ဆုံးရှုံးတဲ့ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်သေပြီဆိုရင်အကုန်ဆုံးရှုံးပါနော်ဟုတ်တယ်မို့လားအခုပစ္စည်းဆုံးရှုံးလို့စိတ်ညစ်တယ်ဆိုကြပါစို့သေပြီဆိုအကုန်ဆုံးရှုံးပါနော်အခုအမှပမာဏလေးပြလို့ရတယ်အဲ့ဒီကအကုန်လုံးသွားရပြီးရောဒါပဲဟုတ်တယ်မဟုတ်လားဝါပြက်ပြီဆိုတာနဲ့ကိုယ်ဥစ္စာပစ္စည်းတွေကကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးအလုံးပြက်တယ်နော်အတိုင်းအဝိုင်းတစ်ခုဆုံးရှုံးသွားလို့စိတ်ညစ်သလားသေပြီဆိုရင်အကုန်ဆုံးရှုံးမှာပဲပိုင်ဆိုင်ခဲ့တဲ့မြတ်ပတ်သက်ခဲ့တဲ့မြတ်တေဂာနိအနေထားဟာတာမန်လူတယောက်အတွက်ပုထုဇဉ်လူသားတွေအတွက်စိတ်ညစ်စရာအကောင်းဆုံးစိတ်ဆင်းစရာအကောင်းဆုံးအနေအထားတစ်ခုပဲဒါကြောင့်တချို့နော်တေဂာနိအနေထားလေးကိုရောက်ဖူးတဲ့တယ်လို့အရင်ထင်တယ်ပြီးရင်တော့မသေးသေးပဲနဲ့ပြန်ပြီးတော့ပြန်ကောင်းလာပေါ့နော်ဒါဆိုရင်သူအတွေ့အကြုံလေးရမှာပေါ့ဟုတ်လားတေဂာနိအနေထားရောက်တော့တောက်လျှောက်သေးသွားမယ်ဆိုရင်လည်းသိအရှင်ပြေသေးနော်တေဂာနိအနေထားဆိုတာဒီလိုမျိုးဖြစ်တတ်တယ်ဒီလိုစိတ်တွေရှိတယ်ဆိုတာကိုသိလိုက်ရရင်ကျန်တဲ့လက်ကျန်ချင်းလေးမှာငါဘယ်လိုနေရမယ်ဆိုတာကိုလက်တွေ့နားလိုက်တယ်အဲ့တော့တေဂာနိအနေထားကိုသိဖို့ဆိုတာကတော့သိချင်းတရားကိုအများကြီးစဉ်းစားရင်လည်းပဲသိနိုင်ပါတယ်သဘောပေါက်ရဲ့လားအဲ့တော့ဘုံဘုံခုပါတွေပြောနေရတော့သိခံခြင်းတရားကိုပြောတာနော်အပူရေးကိုသိခံမယ်ဆာလောမုသိတ္တာကိုသိခံမယ်ပိုးကောင်မွားကောင်လေးတွေဓာန်သိခံမယ်ဒါဥစဉ်ပြောဖို့မေ့သွားတယ်ဓာန်တမကတဝါဒတပတတိတပတံဖတ်တနာအဲ့ဒါလည်းပါတယ်ဒုရဒနာဒုရကတနာဝဆနာပဋ္ဌာနာပတ်ဝန်းကျင်ကပြောလာတဲ့စကားတွေအထင်တွေဒါတွေကိုသိခံရမယ်ခန္ဓာကိုယ်ကြီးကဖြစ်လာတဲ့ယောဂဝေဒနာတွေသိခံရမယ်တဲ့နောက်ဆုံးအသက်ကိုတောင်ဆွဲနှုတ်ယူသွားနိုင်လောက်အောင်ပြင်းထန်တဲ့ဝေဒနာတွေဒါတွေကိုလည်းသိခံနိုင်ရမယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါဘိဓါပေါင်းသူတော်ကောင်းတို့တကယ်တမ်းသိခံရမယ်အချက်ကပြောရရင်တော့နှစ်မျိုးတည်းပါပဲကိုယ်ခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံနဲ့ပတ်ဝန်းကျင်ကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံနော်ဒါပဲအဲ့တော့ဒီနေရာမှာပတ်ဝန်းကျင်ကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံဆိုတာကလည်းပဲတကယ်ပြောရရင်ကိုယ်ခန္ဓာကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံထဲမှာတက်ဝင်သွားမယ်တော့တခုခုတွေးလိုက်ရတယ်ကြုံလိုက်ရတယ်စိတ်ထဲမှာဘလို့ဖြစ်သွားလဲအဲ့ဒါကိုသိခံနိုင်ရင်ဟိုဟာကိုသိခံနိုင်ပြီးသားဖြစ်နိုင်တယ်သဘောပေါက်လားဘုံဘုံခုပြောတာကိုသိရပါတော့တခုခုမြင်လိုက်ရလို့ကြားလိုက်ရလို့ထိလိုက်ရလို့ဝေဒနာတစ်ခုဖြစ်လာတယ်အဲ့ဒီဝေဒနာစိတ်ဆင်းရဲတာလည်းဖြစ်ခြင်းဖြစ်မယ်ကိုယ်ဆင်းရဲတာလည်းဖြစ်မယ်ဒါကိုသိခံနိုင်ဖို့ရောမလိုဘူးလားလိုတယ်သဘောပေါက်ရဲ့လားအဲ့တော့ဘာပဲဖြစ်ဖြစ်သိခံနိုင်မယ်အဓိဝါဒနာထားလိုက်ပါလို့လုံနိုင်မယ်ဆိုလို့ရှိရင်ကိလေသာအာသောတရားတွေပယ်ရှားရရောက်တယ်ဟုတ်လားဒါကြောင့်သိခံခြင်းဖြင့်ပယ်ရမယ်ကိလေသာတရားကိုသိခံခြင်းဖြင့်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမယ်ဒီလည်းဘယ်နှရက်ရှိသွားတော့3ရက်ရှိသွားပြီနော်တံဝရစောင့်စည်းတဲ့နေ့
ပတိတေဝနာမိဝရနေအဓိဝါဒနာတိခဏနဲ့နေဟုတ်လားနောက်၄ခုမြောက်ဒီဆက်ပြီးတော့သွားရအောင်နော်၄ခုမြောက်ပါပြောတော့ရေအာတဝပရိဝိဇ္ဇနာယရေအာတဝပရိဝိဇ္ဇနာပါဟတဗတေပရိဝိဇ္ဇနာယပိဟိနာဟွန်တိတဲ့နော်ပရိဝိဇ္ဇနာနော်ပရိဝိဇ္ဇနာဆိုတာသူကရှောင်းကျင်တာကိုပြောတာနော်ပရိဝိဇ္ဇနာဆိုတာရှောင်းကျင်တာကိုပြောတာစောစောကပြီးရင်ပြောမယ်နေရာကိုရောက်လိုက်ဦးမယ်ဆိုတာကိုပြောတာနော်ရှောင်းကျင်တယ်ဆိုတာဘာကိုပြောတော့တဲ့မြတ်စွာဘုရားအဓိပ္ပာယ်ဘယ်လိုဖွင့်တော့ရှောင်းကျင်ခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုရှောင်းကျင်ခြင်းဖြင့်ပယ်ရမယ်ဆိုတာဘာကိုပြောတာတော့ဆိုရပါစို့တဲ့စင်ချမ်းတွေမြင်းချမ်းတွေနွားချမ်းတွေအခွေးစိုးတွေရှိတဲ့နေရာမသွားနဲ့တဲ့နော်မွေစိုးတွေရှိတဲ့နေရာမသွားနဲ့တဲ့နော်တစီတွင်းတွေအညစ်အကြေးတွေစီးနေတဲ့နေရာစုပ်ပဲ့တဲ့နေရာတွေလည်းမသွားနဲ့တဲ့လိမ့်ကြနိုင်တဲ့အမြင့်တွေပါတယ်လည်းပဲလိမ့်ကြနိုင်တဲ့အန္တရာယ်ရှိတဲ့နေရာမသွားနဲ့တဲ့နော်ယူလေးနော်တရားကစဉ်းစားနော်အဲ့ဒီနေရာတွေသွားရင်ဘာဖြစ်နိုင်တော့အာဟုသို့ဖြစ်စရာအကြောင်းတွေအများကြီးရှိတာပေါ့ဟုတ်တယ်မဟုတ်လားစကြပါစို့ခွေးစိုးရှိတဲ့နေရာသွားလို့ခွေးကြိုက်ခံရတယ်ခွေးကြိုက်ခံရတာကုသို့ဖြစ်စရာအကြောင်းမဟုတ်ဘူးအကုသို့ဖြစ်စရာအကြောင်းစိတ်တိုးမယ်စေကူရမယ်ဖြစ်ပြန်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်လာတော့မယ်ဟုတ်လားအဲ့လိုပဲညစ်ပတ်တဲ့နေရာနော်အဲ့ဒီမှာအကျဲကြီးမြတ်စွာဘုရားဟောတယ်နော်ဆိုကြပါစို့မေယုတ်ဆွေယုတ်မာတွေရှိတဲ့နေရာလည်းမသွားနဲ့တဲ့နော်ဒီလိုဒီသွားလို့ပညာရှိသူတော်ကောင်းအတိုင်းဝိုင်းကနော်ကဲ့ရဲ့စရာရှုံချစရာရှိတယ်တန်တရားဝင်စရာရှိတယ်ဆိုအဲ့ဒီနေရာမျိုးကိုလည်းမသွားနဲ့လို့မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဒါနေရာရဲ့အရေးပါပုံကိုပြောတာပဲနော်တလုံးနဲ့ပြောရင်အဲ့လိုပြောရမယ်နော်ဒီနေရာသွားရင်ငါဘာတွေဖြစ်တတ်တယ်လဲလို့စဉ်းစားလက်တွေ့ကြကြပြောရမယ်ဟုတ်လားဒီနေရာသွားလို့မကောင်းတာတွေဖြစ်တတ်တယ်ဆိုအဲ့ဒီနေရာမျိုးကိုမသွားနဲ့ဟုတ်လားအဲ့ဒီနေရာသွားရင်အဲ့ဒီလိုမျိုးကိလေသာအာသောတရားဖြစ်မှာပဲမသွားရင်မဖြစ်တော့ဘူးဒါကြောင့်ရှောင်ကျင်ခြင်းဖြင့်ပယ်ရမယ့်ကိလေသာကိုအာသောတရားကိုရှောင်ကျင်ခြင်းဖြင့်ပယ်ရမယ်ဆိုတာအဲ့ဒါကိုပြောတာဒါကပိဋကပေါင်းသူတော်ကောင်းတို့လူလောကကြီးမှာအများကြီးအကျိုးကျေးဇူးများတဲ့ဆုံးမချက်လို့အရင်ထင်တယ်လိုက်နာနိုင်လို့ရှိရင်လေစဉ်းစားတော့နေရာကဒုက္ခပေးရတယ်အများကြီးရှိတယ်ဟုတ်လားနေရာဆိုတာကအလွန်စကားပြောတယ်နော်ဆရာကြီးဦးအောင်သိန်းပြောတာတော့အမှတ်ရတယ်နော်ဆပင်မွေးရခေါင်းပေါ်မှာရှိနေတယ်ဆိုရင်သိကိစ္စမရှိဘူးဟုတ်လားထမင်းဘက်ကများတဲ့ရောက်သွားတော့တော်တော်ကိုပြဿနာကကြီးသွားပြီနေရာရဲ့အနေအထားဟုတ်တယ်မဟုတ်လားကောင်းနေပါလေပြောင်းနေတဲ့လူတွေကတော့အလွန်တန်ဖိုးရှိဖို့သူကောင်းပေါ်မှာပေါ့မဆိုဘယ်လောက်ပဲပေးရပါဟုတ်လားနော်ဆပင်မွေးစဉ်းစားကြည့်နော်နေရာမှားတာနဲ့တန်ဖိုးကဘာဖြစ်သွားတော့ကျသွားတာနေရာရဲ့လွှမ်းမိုးမှုနော်မစီမဆိုင်အမှတ်ရသလားတော့မသိဘူးအဲ့ဒါကိုတော့အမှတ်ရတယ်ဟုတ်လားအဲ့တော့ပြောရင်တာကဒီခန္ဓာကိုယ်ကြီးကိုနေရာချမှန်ဖို့လိုတယ်ဟုတ်လားသူကအကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးနေရာမျိုးကိုရောက်သွားရင်အကုသိုလ်ဖြစ်เสียအလွန်လွယ်တယ်ဘာလို့ဆိုတော့ဓမ္မတို့ဦးဇင်းတို့တွေကနော်ပုထုဇဉ်အကျမ်းသားတွေပဲရှိသေးတာအာယုံရဲ့လှည့်သားမှုကိုမရှုမလခံရတဲ့လူတွေကြီးပဲများလိမ့်မယ်လို့အရင်ထင်တယ်နေရာရဲ့လွှမ်းမိုးမှုရှိရဲ့ဟုတ်လားဒါကြောင့်အစာလေးအစာအဲ့ဒီနေရာကိုမသွားလို့ရှိရင်အဲ့ဒီနေရာကိုသွားမဲ့ပြဿနာတွေဖြစ်เสียအကြောင်းကိုမရှိတော့ဘူးဇေယျပြတ်ရဘာမှတောင်ကြိုးစားเสียမလိုတော့ဘူးဒါပေမဲ့မသွားဖြစ်ပဲနေဖို့ကလည်းအရင်ကြိုးစားမှနဲ့တူတယ်သွားခြင်းတဲ့စိတ်ကရွာဖို့ထိုးနေတယ်ဘယ်နဲ့လှုပ်ဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာကိုသွားခြင်းနေတယ်အကျိုးမရှိမှသိရတဲ့နဲ့ကိုဘာလုပ်နေတော့သွားခြင်းနေတယ်လောဘကအတင်းတိုက်တွန်းမယ်နှိုးဆော်မယ်သွားလိုက်ပြီဆိုရင်အဲ့ဒါခံရမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့နေရာရဲ့သဘာဝကိုလည်းနားလည်ဖို့လိုတယ်ဟုတ်ရဲ့လားအဲ့ဒါကဘာနည်းနဲ့ပယ်ရမှာလဲတော့ပရိဝိဇ္ဇနာနော်ရှောင်ကျင်တဲ့နည်းတဲ့ဟုတ်လားနီလန်လေးတွေကဘက်စုံတောင်းစုံအသုံးချလို့မရဘူးလားရတယ်အေးနောက်ထပ်နှစ်နည်းကြံသေးတယ်နော်အချိန်ကလည်းနည်းနေပြီအဲ့တော့နောက်နှစ်နည်းဆက်သွားရအောင်နော်နောက်၅ခုမြောက်နည်းကဘာပြောတော့ရေအာတဝဝိနောဒနာပဟိနာဝိနောဒနာယပါဟတဗတေပဟိနာယပဟိနာဟွန်တိတေဝိနောဒနာယပဟိနာဟွန်တိဝိနောဒနာဆိုတာသူကဘာပြောအောင်ဆိုဖယ်ရှားတဲ့နည်းပဲဖြောက်တဲ့နည်းတော့ခုနတုန်းကရှောင်ကျင်တာကမတွေ့သေးတာကိုရှောင်တာအခုကဖြစ်လာတာကိုဖယ်ဖို့ကြိုးစားတာဟုတ်လားတော့ပယ်ရှားဖို့ကြိုးစားရင်ဖြင့်ကိလေသာအာသောတရားတွေမဖြစ်အောင်ကြိုးစားရမယ်လို့ပြောတာတော့ပယ်ရှားခြင်းအပြင်ပယ်ရှားရမယ်ကိလေသာကိုပယ်ရှားခြင်းအပြင်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမှာအဲ့ဒါကိုတော့မြတ်စွာဘုရားဘယ်လိုဟောတော့သူကတော့ဓာတ်ရိုက်ကိလေသာကိုရင်ဆိုင်ပြီးတော့ဖယ်ရှားဖို့ကြိုးစားတဲ့နည်းလို့ဆိုနိုင်တယ်ဥပ္ပန္နကာမဝိတကနာတိဝတေတိပဇဟတိဝိနောဒေတိဗျန္တိကရောတိအနာဘဝံကမေတိလို့အဲ့ဒါလိုဟောတယ်။ဖြစ်ပေါ်လာတဲ့ကာမဝိတကိုတဲ့နာတိဝတေတိတိမခံဘူးလက်မခံဘူး။ဟောစောတော့ကအဓိဝတေတိတိခံတယ်လက်ခံတယ်
နော်အခုဟာဆန့်ကျင်ဘက်နော်နာတိဝါတိတိနာအတိဝါတိတိသီးမခံဘူးဆိုတော့လက်မခံဘူးကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေ့ဒီလောဘဓာတ်တွေကိုဖြစ်ပေါ်လာတဲ့အခါမှာသူကလက်မခံဘူးတဲ့နာတိဝါတိတိလက်မခံဘူးနော်နာတိဝါတိတိဝိနောတိတိဖယ်ပြစ်တယ်တဲ့ဝိနောတိတိပဇဟတိပယ်စွန့်နေတဲ့ဗျန္တိကရောတိတဲ့နော်ကင်းသွားအောင်လှုပ်လိုက်တယ်တဲ့နော်အနာဘာဝံကမိတိတဲ့နောက်ထပ်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်တဲ့နော်ဖေရှားပုံဖေရှားနီးလေးကိုအစင်းစင်းစကလုံးသုံးပြီးတော့ပြောသွားတာနော်အရန်စိတ်ဝင်စားတယ်ကောင်းဟုတ်လားနာတိဝါတိတိလက်မခံဘူးပဇဟတိပယ်စွန့်တယ်ဝိနောတိတိပယ်ဖြောက်တယ်ဗျန္တိကရောတိကင်းကွာတော့အဲ့ဒါနဲ့ကင်းသွားဝေးသွားအောင်လှုပ်ပလိုက်တယ်အနာဘာဝံကမိတိနောက်ထပ်ထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်ဘာလို့လဲမေးရင်ကာမဝိတ္တတဲ့နော်မြင်ဖို့ကြားဖို့နမ်းရှူဖို့စားတော့ဖို့တွေ့ထိဖို့ပဲစဉ်းစားနေတဲ့စဉ်းစားမှုတွေအတွေးတွေကိုကာမဝိတ္တလို့ပြောတာဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့ဖြာပါဒဝိတ္တဝိညာဏဝိတ္တဆိုတော့နောက်ထပ်ယုံကြည်တဲ့အတွေးနှစ်ခုကျန်သေးတယ်နော်ဖြာပါဒဝိတ္တဆိုတာဘာပြောတာတော့မကြည်နပ်မှုစိတ်တိုင်းမကြမှုနဲ့ရှင်တဲ့အတွေးဒေါသနဲ့ရှင်တဲ့အတွေးရောဟုတ်လားဝိညာဏဝိတ္တဆိုတာကမကြည်နပ်မှုတွေမရက်တော့ဘူးသူကမကြည်နပ်မှုအာကြည့်လာတော့ငါသူ့ကိုတော့သွားပြောပြလိုက်တော့မယ်ငါသူ့ကိုတော့လုတ်ပြလိုက်တော့မယ်လို့ဟုတ်လားနှိမ့်ဆက်ညင်းသေးဖို့အထီးတွေးလာတဲ့အတွေးပေါ့အဲ့ဒါကိုဝိညာဏဝိတ္တဟုတ်လားအဲ့ဒီဗျာပါဒဝိတ္တဝိညာဏဝိတ္တတွေကိုလည်းပဲနာတိဝါတိတိလက်မခံဘူးပဇတိပယ်စွန့်မယ်ဝိနောတိတိပယ်ဖြောက်ပြစ်မယ်ဗျန္တိကရောတိသူနဲ့ဝေးသွားအောင်လုပ်မယ်အနာဘာဝံကမိတိနောက်ထပ်မဖြစ်အောင်ကြိုးစားမယ်အဲ့ဒီလိုပယ်ရှားဖို့နော်ကြိုးစားခြင်းဖြင့်နော်ကိလေသာအာသောတရားတွေကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဒါဆိုလို့ရှိရင်ကိုဟာ၅ခုမြောက်နိလန့်ကိုအသုံးပြုတယ်လို့ဆိုရမယ်ဟုတ်လားအဲ့တော့ဒီနေရာမှာသူ့ကိုပယ်ရှားဖို့ကြိုးစားတဲ့နေရာမှာလည်းပဲနီးတွေကတော့အများကြီးဆက်ပြီးတော့ပြန်ပွားရှိနိုင်သေးတယ်ပေါ့နော်ဒီဝိတ္တဆိုးတို့ရဲ့နော်အပြစ်အနာစာကိုတွေးသောအဖြစ်လည်းပဲပယ်ရှားဖို့ကြိုးစားနိုင်တယ်ကောင်းတာတွေကိုကြိုးစားပြီးတော့သူတို့ဝင်မလာအောင်နော်အစားထိုးတဲ့နည်းနဲ့လည်းပဲကြိုးစားနိုင်တယ်ပေါ့ဒါတွေကနောက်ထပ်တုတ်တန်တစ်ခုအနေနဲ့ပြောမယ်ဆိုရင်လည်းအများကြီးပြောလို့ရတယ်ပေါ့ဟုတ်လားခုဒီမှာတော့ပယ်ရှားခြင်းအဖြစ်ပယ်ရှားရမယ်ကိလေသာတရားတွေကိုပယ်ရှားခြင်းအဖြစ်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမယ်စကားတွေရှုပ်နေမလားမသိဘူးနော်မရှုပ်ဘူးနော်ပယ်ရှားဖို့ကြိုးစားခြင်းဖြင့်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမယ်ဒါတိုက်ဖယ်ဖို့ကိုပဲကြိုးစားရမယ်ဖြစ်လာပြီဆိုရင်ဖယ်ဖို့ကြိုးစားရမယ်လို့ဒီလိုအကြံဉာဏ်နားလဲရမယ်စောတော့ကရှောင်ကျင်တဲ့နည်းနဲ့ရောမသွားနဲ့နော်ရှောင်ကျင်တယ်ဆိုတာကနော်ဒါကိုမရှောင်ရင်ဖြစ်လာမဲ့ကိစ္စကိုဒါကိုရှောင်လိုက်ခြင်းအဖြစ်မဖြစ်အောင်ကြိုးစားတာသဘောပေါက်ရဲ့လားအေးဒါနီလန်ဘယ်နှရက်ရှိသွားပြီတော့9ရက်ရှိသွားပြီနောက်ဆုံးနီလန်ကတော့အလွန်အသုံးများတဲ့နီလန်ပေါ့ဟုတ်လားအသုံးများတယ်ဆိုရင်အဲ့ဒီနီးကိုပဲလူတွေကအထီရောက်ဆုံးလို့ထင်ထားကြတဲ့နီလန်ပေါ့အဲ့ဒါကဘာတုံးဆိုတော့ယေအာတဝဘာဝနာပဟတ္တဗတေပဟိနာတေဘာဝနာပဟိနာဟွန်တိတေဘာဝနာယပဟိနာဟွန်တိပွားများခြင်းအပြင်ပယ်ရှားမဲ့ကိလေသာကိုပွားများခြင်းအပြင်ပယ်ရမယ်တဲ့ခုတရားဓမ္မတို့တရားအထုတ်နေတဲ့အနေအထားကိုပြောတာပဲနော်ဒီမြင့်မြတ်တဲ့သဘာဝလေးကိုထက်ကဖြစ်နေအောင်ကြိုးစားနေခြင်းအပြင်ကိလေသာအာသောတရားအဲ့ဒီချိန်မှာကင်းခွာနေတယ်အဲ့ဒီလိုပွားများတဲ့နီးနဲ့ကိလေသာအာသောတရားကိုကင်းအောင်လုပ်မယ်ဟုတ်ဒါပါခေါ်တော့ဆိုတော့ပွားများခြင်းအပြင်ပယ်ရှားမဲ့ကိလေသာကိုပွားများခြင်းအပြင်ပယ်ရှားနေတယ်အောင်အဲ့ဒီမှာမြတ်စွာဘုရားကအထူးပြုပြီးတော့ဟောတာကဘာဟုပွားများမှာတုံးဆိုတဲ့အချက်ကိုအဲ့ဒီမှာအထူးပြုပြီးတော့ဟောထားတာတွေ့တယ်နော်တတိပဋ္ဌာန်တရား၄ပါးကိုဟောထားတာတော့မဟုတ်ဘာကိုဟောထားတယ်ဆိုတော့ဘုဇင်9ပါးကိုဟောထားတယ်ဟုတ်လားပွားများခြင်းအပြင်ပယ်ရှားရမယ်ကိလေသာကိုပွားများခြင်းအပြင်ပယ်ရှားရမယ်ဆိုတာရဲ့အဓိပ္ပာယ်ကိုပွားများတယ်ဆိုတာကိုဘာကိုဟောထားတယ်ဘုဇင်9ပါးကိုဟောထားတယ်ဘုဇင်9ပါးဆိုဒီမှာပိတ္တတို့အလုံးကျွမ်းကျင်မိသားပါဟုတ်လားတတိတံဘောဇင်ဓမ္မဝိရှယတံဘောဇင်ဝိရိယတံဘောဇင်ပီတိတံဘောဇင်ပတ္တိတံဘောဇင်သမာဓိတံဘောဇင်ဥပေက္ခတံဘောဇင်ဟုတ်လားအဲ့ဒီဘုဇင်9ပါးကိုပွားများပုံပွားများနည်းရည်ရွယ်ချက်ကိုပါမြတ်စွာဘုရားထည့်ပြီးတော့ပြောထားတယ်ဝိဝေကနေတိတံနော်ကိလေသာကင်းစေရာကိုနိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့အမိပြုပြီးတော့နော်ဝိရာကနေတိတံကိလေသာခတ်သိမ်းကင်းပြရာနိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့အမိပြုပြီးတော့နော်တတိတံဘောဇင်ကိုဖြစ်စေရမယ်ဆိုလိုတာကဒီခန္ဓာကိုယ်ရဲ့ပုံမှာဖြစ်တိုင်းတတိထားနေတာဘာရွေချက်နဲ့ထားရတာတော့ဟုတ်လားကိလေသာခတ်သိမ်းငြိမ်းရာနိဗ္ဗာန်ကိုရလိုတဲ့ရွေချက်နဲ့တတိထားတာပေါ့အဲ့လိုပဲဝရိယဒီတတိတွေထက်ဖြစ်နေအောင်ကဘာလို့ထားရတာတော့ဒီဝရိယကဒီလိုပဲနိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်ရည်ရွယ်ချက်မှန်မှန်နဲ့ကြိုးစားမယ်လို့ဆိုလိုတာဟုတ်လားတတိတံဘောဇင်ဝရိယတံဘောဇင်
တတိတန်ဖိုးစဉ်ဓမ္မဝိစီယတန်ဖိုးစဉ်လာနော်ဓမ္မဝိစီယဆိုတော့ဘာပြောရတော့တရားတွေကိုဝေဖန်စီစစ်တာတရားဆိုတာဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေကိုပဲဆိုလိုတာရုပ်တဏ္ဍဒီသဘာဝတရားတို့ရဲ့နော်အခြေအနေမှာအနေထားမှန်ကဘလို့ရှိလဲဆိုတာကိုဝေဖန်တာစီစစ်တာဒီဉာဏ်ပညာကိုဘာလို့ခေါ်တော့ဓမ္မဝိစီယနော်ဒီစကားလုံးလေးကလည်းအလွန်ကောင်းပါတယ်ဓမ္မဝိစီယဓမ္မသဘာဝတရားဝိစီယခွဲခြားဝေဖန်စီစစ်တာဘာလဲဆိုတဲ့အဖြေမှန်ကိုရအောင်ကြိုးစားတာဟုတ်လားအဲ့ဒီဓမ္မဝိစီယကိုဘလို့ရွယ်ချက်နဲ့လုပ်မလို့နိဗ္ဗာန်ချမ်းသာကိုအမိပြုတယ်နိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့ရွယ်ချက်မှန်မှန်နဲ့ကြိုးစားရမယ်ပေါ့အဲ့ဒါလိုပဲဦးဇင်းတို့ပီတိနော်ဒီတတိဝရိယနော်ဓမ္မဝိစီယတွေဖြစ်လာလို့ရှိရင်နှလုံးစိတ်ဝမ်းမှာနှစ်သက်မှုဆိုတာဖြစ်တယ်ဟုတ်လားဒါဆိုရင်ပီတိတန်ဖိုးစဉ်နှလုံးစိတ်ဝမ်းငြိမ်းအေးမှုဆိုတဲ့ပတ္တိဖြစ်လာရင်တော့ဒါပါလေနော်ပတ္တိတန်ဖိုးစဉ်ဟုတ်လားဒါတွေကိုလည်းဘာလို့ရမှာတော့ပွားများရမှာပဲပီတိတွေကိုထပ်ထပ်ဖြစ်အောင်ကြိုးစားဖို့လိုအပ်တဲ့အနေအထားရှိတယ်ပတ္တိတွေကိုထပ်ပြီးတော့ဖြစ်အောင်ကြိုးစားဖို့လိုအပ်တဲ့အနေအထားရှိတယ်ဦးဇင်းတို့ဒါကိုကြတော့သူကနော်တရားဘာဝနာအားထုတ်တဲ့နေရာမှာကိုယ်အနေထားလေးကိုကြည့်ပြီးတော့နော်ဘယ်ဘိုးစဉ်ကိုတိုးပွားစေမယ်ဘယ်ဘိုးစဉ်ကိုနော်ထိန်းထားမယ်ဘယ်ဘိုးစဉ်ကိုများစေမယ်လို့ချိန်ရတဲ့နည်းလေးတွေရှိတယ်ဟုတ်လားကိုယ့်ရဲ့စိတ်ဓာတ်တွေနော်ညံ့နေတဲ့အချိန်စိတ်ဓာတ်တွေကြာပြီးတော့မလှုပ်ချင်မလိုက်ခင်စိတ်ဘာမှစိတ်ဝင်စားလို့မရတဲ့အနေအထားမျိုးဆိုရင်အဲ့ဒီပီတိတို့ပတ္တိတို့ဖြစ်အောင်လုပ်ရတယ်ဘလို့လုပ်ရမလဲဆိုတာကိုလည်းစာရီထဲမှာမြတ်စွာဘုရားဟောထားတာတွေအများကြီးရှိတယ်နော်ဘုရားကုံတော်တွေပွားတယ်ဆိုတာအဲ့ဒါပီတိဖြစ်ခြင်းရဲ့အကြောင်းတရားတစ်ခုပဲနမနဲ့တုန်းကပြောလိုက်တာရှိတယ်နော်ဟောဒီဟာတစ်ခုတည်းကိုပဲအကောင်းဆုံးဒါလွဲလို့ကြံတာမလုပ်ရဘူးလို့အဲ့လိုကန့်သက်ပြီးတော့မထားစီခြင်းဘူးဟုတ်လားအကုန်လုံးလိုအပ်လို့မြတ်စွာဘုရားဟောထားတယ်ဆိုတာကိုကြည်ကြည်ပြန့်ပြန့်သဘောပေါက်စေခြင်းတာဟုတ်ရဲ့လားဒါကြောင့်မနက်ကဗုဒ္ဓနုဒတိအကြောင်းတွေကိုလည်းအများကြီးလေ့လာပြီးတော့ကြိုးစားတဲ့နဲ့တင့်တော်တဲ့အချိန်မှာအသုံးပြုရမယ်သဘောပေါက်ရဲ့လားအေးအတပီတိပတ္တိဘာလို့ရမလို့ပွားများရမယ်ပြီးရင်ဘာလာတော့တမာတိနော်စေရတည်ငြိမ်တဲ့သဘောဥပေက္ခနော်အနေထားအမျိုးမျိုးမှာလေးလျူရှုနိုင်တဲ့သဘောအလွန်မြင့်မြတ်တဲ့သူတော်ကောင်းတရားပါပဲဥပေက္ခဆိုတာဟုတ်လားအဲ့ဒါတွေကိုလည်းဘာလို့ရမလို့ပွားများရမယ်များလာအောင်ပွားရမယ်အဲ့ဒီလိုများလာအောင်ပွားခြင်းဖြင့်ပယ်ရှားရမယ်ကိလေသာကိုများလာအောင်ပွားခြင်းဖြင့်ပဲပယ်ရှားပြရမယ်တဲ့ဟုတ်လားအခုတရားဘာဝနာအထုတ်တယ်ဆိုတာအဲ့ဒါကိုလက်တွေ့အကောင့်ထဲဖော်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါပေမဲ့ကျန်တဲ့နည်းတွေလည်းပဲအထိုက်လျောက်တော့အကျုံးဝင်နေတာပဲလို့လည်းဆိုနိုင်ပါတယ်နော်ဒီနေရာပါမကိလေသာအာသောတရားတွေတိုးပွားเสียနေရမဟုတ်တယ်မဟုတ်လားဒီနေရာလိုက်သူတို့ကောင်းတဲ့အလုပ်လေးတွေလုပ်နေတာဟဲ့မြင်ရတာနဲ့ကိုပဲကို့မှာကောင်းတဲ့ဓာတ်ကအလိုလိုကူးဆက်သွားတဲ့သဘောမရှိဘူးလားရှိတယ်ဒါနေရာရဲ့ကွာခြားမှုကိုပြောတာနော်နေရာဆိုတာလည်းပဲအမျိုးမျိုးရှိပါတယ်လေဒီနေရာမှာတိမှုတ်ကအခုနေကြမယ်ဆိုရင်လည်းအဓိပ္ပာယ်တစ်မျိုးဖြစ်သွားမယ်ပေါ့ဒီလူတွေရှိနေတာကိုကဒီနေရာရဲ့အဓိပ္ပာယ်ကတစ်မျိုးဖြစ်နေတယ်နော်ဟိုလူတွေရှိနေရင်ဒီနေရာရဲ့အဓိပ္ပာယ်ကတစ်မျိုးဖြစ်အောင်ပဲဟုတ်တယ်မဟုတ်လားအဲ့တော့နေရာကိုလည်းတမတ်ထက်ကန့်သက်ထားလို့လည်းမရပြန်ဘူးလို့တွေးဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့တော့ဒီမှာတရားဘာဝနာအားထုတ်နေတာကိုကစမျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းနေတာလို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်တီးခံနေတာလို့ပြောမဆိုရင်ကပြောလို့မရဘူးလားရတာပဲနော်ဖြစ်ပေါ်လာတဲ့တရားတွေကိုမကောင်းတဲ့တရားတွေဖြစ်လာရင်လည်းပဲငါဖယ်ဖို့လိုအောင်မှာပဲဆိုရင်စောစောကပရိဝေဇနာနောက်ရှောင်ခြင်းတဲ့နေ့ဝိနောဒနာပေဖြောက်တဲ့နေ့ဟုတ်လားဒါတွေကိုအသုံးပြုနေတယ်လို့ကမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်နောက်ဆုံးနီလန်းပေါ့နော်ပွားများခြင်းအပြင်ပယ်ရှားရမယ်ကိလေသာကိုပွားများခြင်းအပြင်ပယ်ရှားနိုင်အောင်ကြိုးစားအထောက်ရမယ်တဲ့ဒါကတော့အလုံးသဗ္ဗဒဘာသာဝင်သူတော်စင်များနော်အရေးအပါဆုံးအဓိကထားပြီးတော့လုပ်နေကြတဲ့လုပ်ငန်းကြီးတစ်ခုပေါ့နော်ကိလေသာအသောကုန်ခန်းဖို့ကြိုးစားတဲ့နေရာမှာအဲ့ဒီနေ့ကိုအထီးအောင်ဆုံးဆိုပြီးတော့ကြိုးစားနေကြတာဟုတ်လားဒါလည်းပဲမမှန်ဘူးလားလို့မေးရင်မှန်ပါတယ်နော်လောက်ကြမှာပဲဟုတ်လားသို့တော့ရှေ့ကပြောခဲ့တဲ့နီလန်း9ရက်ကိုလည်းပဲအသုံးပြုဖို့မလိုဘူးလားလိုတာပေါ့ဟုတ်လားသူ့နေရာနဲ့သူအသုံးပြုစရာအများကြီးရှိတယ်အထူးသဖြင့်လူတွေနေနဲ့ပိုးတောင်းလိုအောင်မယ်လို့အရင်ထင်တယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်တို့ခုပြောတဲ့နီလန်းတွေကိုမိမပြစ်ဖဲနဲ့ဖြောက်မပြစ်ဖဲနဲ့ကိုယ့်ရဲ့စိတ်ထဲမှာစွဲမြဲစွာမှတ်သားထားဖို့လိုတယ်ဒါမှအရေးကြုံရင်သုံးလို့ရမှာနော်စွဲသွမြဲမြဲမှတ်မထားဘူးဆိုရင်သုံးညင်တဲ့အချိန်မှာထုတ်ပြီးတော့သုံးစရာဘာမှရှိမှာမဟုတ်ငါအဲ့တော့ကြားလိုက်တာပဲဘာလို့ပြောသွားလဲတော့မသိဘူးဆိုတော့ဝိဒဝါဒနဲ့ပြီးသွားမှာတော်တော်နှမျောစရာကောင်းတယ်လို့အရင်ထင်တယ်ဟုတ်လားဒါကြောင့်ဟိုတချို့အတွေးတွေနော်အခုအရင်ပြောတာကိုဒကာဓမ္မတို့ဒါတွေးကြတာပါပဲဟုတ်လားဟုတ်တယ်ကောင်းလိုက်တာဟုတ်တယ်ဘုရားဟောတာဟုတ်လိုက်တာဒါအတွေးတွေပဲလေဟုတ်တယ်မို့လားဒီအတွေးအထင်တွေဟာအရန်တန်ဖို့ရှိတယ်ဒီအတွေးတွေဟာ
ပြောက်မသွားသင့်ဘူးဒါပေမဲ့ကိုကဒါကိုပြန်ပြီးတော့နော်အမှတ်ရအောင်နော်ဆွဆွမြင့်မြင့်ဖြစ်အောင်မလုပ်ဘူးဂယုမဆိုင်ဘူးဆိုရင်တော့သူ့ရဲ့ဓမ္မတာသဘောအရာပျောက်သွားမှာပဲနော်အလွန်နှမျောစရာကောင်းတယ်လို့ဆိုရင်ပါတယ်တချို့စာလေးတွေပါလေးတွေဖတ်တယ်အလွန်ကောင်းတဲ့အတွေးလေးတွေပေါ်လာတယ်သဘောထားလေးတွေပေါ်လာတယ်ဒါကိုပြီးပြတ်ပေါက်ထားလိုက်တယ်ပြီးရင်ငါမှဒီလိုအတွေးတွေတွေးခဲ့ဘူးလေဆိုတာတော့အမှတ်မရတော့ဘူးတော်တော်နှမျောစရာကောင်းတယ်အဲ့ဒါစာလေးပါလေးမြန်ချရေးထားရင်အရင်သိတာတယ်အော်5 6လလောက်နေမှဖတ်ကြည့်ရင်အော်ငါအဲ့ဒီတော့ငါအဲ့ဒီလိုလေးတွေးခဲ့ဘူးပါလားတော်တော်တန်မိုးရှိတဲ့အတွေးလေးလို့သိရတယ်တကယ်လို့အဲ့လိုရေးမထားဘူးဆိုရင်ဘာဖြစ်သွားတော့ဖြောက်သွားရောသဘောပေါက်ရဲ့လားတခါမှမဖြစ်ခဲ့ဘူးတဲ့လူနဲ့စာရင်တော့တော်သေးတာပေါ့နော်ဟုတ်လားဒါမဲ့လို့အရန်တန်ဖိုးရှိတယ်ကိုယ်စိတ်ထဲမှာလှိုက်လိုက်လဲဒါကိုကျင့်တတ်တယ်သဘောကျတယ်ဆိုရင်တော့အဲ့ဒါမျိုးကိုစွဲနေအောင်မြင်းနေအောင်မှတ်သားတတ်တဲ့အလေးအကျင့်လည်းရှိဖို့လိုတယ်အဲ့ဒီနေရာမှာတော့အဲ့ဒီသင်ညာကအရန်တန်ဖိုးကြီးတယ်နော်သင်ညာဆိုတိုင်းတန်ဖိုးမရှိဘူးလို့မအောင်မင်းနဲ့မြန်နိဗ္ဗာန်ပို့နိုင်တဲ့သင်ညာတောင်ရှိတယ်မနေ့ကနော်ဒီနေရာမှာပြောသွားတယ်မဟုတ်လားနိဗ္ဗာန်ပို့မြည်တင်ညာများနော်ဒီနေရာလားဘယ်နေရာလဲမမှတ်မိတော့အော်တမြန်နှစ်ကနဲ့တူတယ်နော်ဒီသစ္စာပါရမီကပင့်တယ်တမြန်နှစ်ကဒီနေရာမဟုတ်ဘူးနော်နိဗ္ဗာန်ပို့မြည်တင်ညာများဆိုတော့ဘုံဘုံတို့ပြောတာရှိထားပါတော့အဲ့ဒါပြောချင်တာကဘာလဲအခုပြောခဲ့တဲ့အကြောင်းအရာလေးတွေဟာဘဝမှာအများကြီးနော်တန်ဖိုးရှိအသုံးချလို့မရဘူးလားရတယ်ဒီနီလန်းတွေကိုဘာလို့ဖို့လို့တော့မှတ်မိဖို့လိုတယ်နော်ဟုတ်လားတော့နံပါတ်1ကပါတယ်တော့တံဝရစောင့်စည်းတဲ့နီးနဲ့ကိလေသာအသောတရားကိုပယ်နိုင်အောင်ကြိုးစားရမယ်မျက်စိနာနာလျှာကိုယ်စိတ်တော်တာ6ပါးတကား6ပါးဟုတ်ရလားနံပါတ်2ပါတော့ပဋိသေဝနာနော်မိဝဲသုံးဆောင်တဲ့နီးပညာနဲ့ဆင်ခြင်ပြီးတော့မိဝဲသုံးဆောင်တဲ့နီးနဲ့ကိလေသာအသောတရားကိုပယ်ရှားရမယ်စာဝနေရေးကျမ်းမာရေးဟုတ်ရလားပြီးတော့ပါတော့အဓိဝါဒနာနော်စသရရတီးခံခြင်းအပြင်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်နောက်နံပါတ်4ကပါတော့ပရိဝိဇ္ဇနာရှောင်ခြင်းတဲ့နေနော်ဒီနေရာသွားလို့ဒီလိုနဲ့ပေါင်းလို့နော်ဒီလိုမကောင်းတာတွေဖြစ်နိုင်နေဆိုရင်အဲ့ဒီနေရာကိုမသွားနဲ့အဲ့ဒီလူရှိရာကိုမသွားနဲ့ဟုတ်ရလားနောက်နံပါတ်5ကပါတော့ဝိနောဒနာပယ်ရှားတဲ့နေကိုယ်တန်တမှာအတွေးဆိုးတွေဖြစ်လာရင်အဲ့ဒါကိုလက်မခံသင့်ဘူးဖယ်နိုင်အောင်ဖြောက်နိုင်အောင်နော်ဝေးကွာသွားအောင်နောက်ထပ်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားရမယ်အထောက်ရမယ်နောက်ဆုံးနေ့ကပါတော့ဘာဝနာပွားများတဲ့နေ့ဘာကိုပွားများမှာတော့ဘုဇင်9ပါးကိုပွားများရမယ်ဘုဇင်9ပါးပွားများသည်ဆိုဒီမှာမိမိခန္ဓာရဲ့သဘာဝကိုမှန်မှန်ကန်ကန်သတိထားနေခြင်းအပြင်ကျန်တဲ့ဘုဇင်တရားတွေပါများမလာနိုင်ဘူးလားများလာနိုင်တယ်နော်သတိထားနေခြင်းအပြင်သတိတန်ဘုဇင်ကိုပွားပြီးသားဖြစ်တယ်အဲ့ဒီအချိန်မှာဝိရိယလည်းရှိနေတဲ့အတွက်ကြောင့်ဝိရိယတန်ဖိုးခြင်းကိုလည်းပွားများပြီးသားဖြစ်တယ်။မှန်ကန်ကန်သိနေမယ်ဆိုရင်ဓမ္မဝိစီယကိုလည်းပွားများပြီးသားဖြစ်တယ်။ပီတိတို့ပတ္တိတို့ဖြစ်မယ်ဆိုရင်တော့ပီတိပတ္တိလည်းပွားများပြီးသားဖြစ်မယ်။တမာတိဥပေက္ခတွေပါဆက်ဖြစ်မယ်ဆိုရင်တော့တမာတိဥပေက္ခတွေကိုပွားများပြီးသားဖြစ်သွားမယ်ပေါ့။ဟုတ်လား။ဒါကြောင့်ကိုစူးစမ်းနေတဲ့လုပ်ငန်းစဉ်ကနောက်ဆုံးနည်းကိုမလုပ်နေတော့အဓိကမိမိရအသုံးချနေကြတယ်လို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။တော့ကျန်တဲ့နီလန်းတွေကိုလည်းပဲဘဝမှာနော်နေရတဲ့အချိန်တိုင်းမှာထိုက်တဲ့လို့တင့်တော်တယ်လို့အသုံးပြုပြီးတော့နေသွားမယ်ဆိုလို့ရှိရင်နော်ဤမျိုးစုံနဲ့ကိလေသာအသောတရားတွေကိုပယ်ရှားနိုင်အောင်ကိုဟာကြိုးစားအထောက်တဲ့လို့အဲ့တော့ဦးဇင်းတို့တရားကောင်းစဉ်ပေးထားတာဗါတဲ့တော့ပဟာတပ္ပတရားနော်ပယ်ရှားရမယ်တရားဆိုတာကိလေသာအသောတရားကိုပြောတာအဲ့တော့ပဟာတပ္ပတရားဆိုတာတဲ့ဒီကနေ့တရားကနော်ပယ်ရှားပုံပယ်ရှားနီလန်းတွေကိုပြောပြတဲ့တရားလို့ဆိုရင်ပို့ပြီးတော့မှန်မယ်ပေါ့နော်ဒါပေမဲ့ပဟာတပ္ပဆိုတဲ့ခေါင်းစဉ်အောက်မှာပဲပိဿပေါင်းတော်တော်တို့ကိုမှတ်သားခဲ့ကြတယ်ပေါ့နော်အဓိကဘာသုတ်တန်လဲအာတဝသုတ်တန်နောက်ကိလေသာအသောတရားများကိုပယ်ရှားဖို့အတွက်နီလန်းစုံအောင်မြတ်စွာဘုရားဟောထားတာဒါကြောင့်ပိဿပေါင်းတော်တော်တို့သည်ဒီနီလန်းများကိုအသုံးပြုပြီးတော့နော်ဘဝမှာပူလောင်မှုဆင်းရဲမှုနော်ဒီဆင်းရဲမှုတွေရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာအသောတရားတွေကိုပယ်ရှားနိုင်ကြတယ်နော်တကယ်စစ်မှန်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း